ဆရာချေဟောပြောမဲ့ခေါင်းစဉ်ကအနုပညာဖန်တီးသူနဲ့အနုပညာခံစားသူဖြစ်ပါတယ်ခင်ဗျာဆရာရှင်းလို့ကြောက်တယ်ကျွန်တော်လူမျိုးကြီးမဟုတ်ပါဘူးပထမဆုံးဟောတဲ့ကျွန်တော်ညီငယ်မိတ်ဆွေဆရာနေဝင်းမြင့်ဒီနန်းကျောင်းကုန်းဆောင်သားပရိက္ခယာမင်းသားလေးကောင်းလိုက်တာဆူသွားတာရကြီးသူတွေရောမန်းတောင်လက်ရာတွေရောရုပ်သေးပွဲသွားရအောင်ပရိက္ခယာမင်းသားလေးကအဲ့ဓာတွေဆူသွားမှသဘင်ပညာရှင်ကြီးဥရွှေတောင်ယူသားဘာဆိုမှန်းကိုမသိဘူးဆက်ပြီးနားထောင်လိုက်ပြန်တော့မကျူးကျွန်တော်ကခါရီတို့ချစ်စနိုးနဲ့ရွှေကျူးလို့ခေါ်တယ်မကျူးကလည်းသူ့စာမျက်နှာတွေစာမျက်နှာ၅ခုပြသွားတယ်ကျွန်တော်လည်းမျက်စိကိုတော်တော်ကိုလဲသွားတယ်ကျွန်တော်ကျွတ်အိတ်မြင်ရမလားတဘာဝဘေးအန္တရာယ်လားအမျိုးသားအမျိုးသမီးဝါဒီလားအချစ်လားနောက်ဆုံးကြတော့မှ तू ကတပည့်ညိုကြပြရွတ်ပြီးအဲ့ဒါကိုအတန်ထည့်ပြီးတော့ဆရာဆိုပေးပါဆိုပြီးတော့အဲ့ဒါကျွန်တော်ထင်တယ် तू ကလုံးဝဒါပရဟိတစိတ်ဓာတ်အပြည့်ရှိတဲ့သူလို့ကျွန်တော်သတ်မှတ်လိုက်အဲ့တော့လေဟုတ်တယ်ဗျညနေကဟောညနေလားကျွန်တော်မျက်စိတွေလဲနေတဲ့ခါကျလဲပုံများဗျတကယ်ဖြစ်ပုံမင်းညကျွန်တော်တို့ဆရာဥဒိပအိမ်မှာကျွန်တော်တဲပါတယ်အဲ့မှာကျွန်တော်အိတ်ခမ်းကြီးရောင်ပြီးတော့ပြောတယ်ဆရာကြီးလို့ကျွန်တော်တို့ဖျောင်းနိုင်လေးသုံးနိုင်နဲ့မိကျစ်ဆောင်ပေးထားတကယ်ပါအဲ့ဒါရေတော့မှလည်းနည်းနည်းလန့်နေဗျခုနဒီခန်းဟောဒီဒေတာထဲမှာရေတော့ခွင့်မရှိဘူးဆိုပြီးတော့ပြောထားတာရှိတယ်ကဲအဲ့တော့မကျူးအပိယစကပြုတ်ထားတာလေးနဲ့ပဲစလိုက်ကြပါစို့နော်ကျက်တည်မင်္ဂလာရှိပါတယ်ဆရာကြီးမင်းတို့ကအဲ့ဒီကြပြာကို1938ခုဇန်နဝါရီလ4ရက်နေ့မှာရေးတာဗျနောက်10နှစ်တိတိကြာတဲ့ဒီနှစ်48ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာလွတ်လပ်ရေးကြီးညာမယ်ရမယ်ဆိုတာကိုဆရာကြီးမင်းသူအောင်ကကျွန်တော်ထင်တယ်စာဆိုတို့ရဲ့ပဂရိစိတ်ဓာတ်နဲ့ကြိုပြီးတော့နမိတ်ဖတ်သွားတာအဲ့လောက်တော်တယ်ကြောက်စရာကောင်းလိုက်တာလေးစားစရာကောင်းလိုက်တာ10နှစ်တိတိအတိအကျဟောသွားတဲ့ဘေးတင်ကြပြာနဲ့အနုပညာဘေးတင်အဲ့ဒီတပည့်ညို तू ကခွန်းနောက်ကလေးလို့လဲဆိုလို့ရတယ်လေးချိုးဒီအချိုးကြပြာလေးအချိုးလေးဖြစ်နေငကိုတွေကသားပါပြီးသားအဲ့တော့သူ့ငွေကတော့ तू ကောင်းပါတဲ့တပည့်ညိုငါကောင်းပါတဲ့တပည့်ညိုပေါ့ဗျအဲ့ဒါကိုကျွန်တော်တို့ကကျက်တည်ရှိစွာနဲ့လွန်းလွန်းဆွတ်ဆွတ်ကလေးဆိုလို့ရတယ်လူပြက်လို့လုပ်ပြီးခွန်းတော့လို့ဆိုလို့ရတယ်သူကောင်းမာတဲ့တပြေညိုငါကောင်းမာတဲ့တပြေညိုဆိုတို့ပြည်မှာတို့မေကံပါတဲ့တို့ပြည်မှာတို့မေကံပါတဲ့တပြေညိုဆိုတဲ့ပန်းဟာကတပြေညိုရွှေဦးပန်းဟာကလမ်းလျက်ပါကိုကိုနေဝင်းမြင်လားဗျဟုတ်ပါကိုချီဦးညိုရေးပါကျွန်တော်တို့ဒီနေ့စင်ကာပူနိုင်ငံစာပေများနိုးသူများအဖွဲ့ကကြီးမှုပြီးတော့လူကြီးများလူငယ်များလူရွယ်များအားလုံးစုပေါင်းပြီးတော့ကျင်းပကြတဲ့ဟောဒီဘာခေါ်လဲမသိဘူးဒီနေရာအဲ့ဒါကျွန်တော်NDUC ခမauditorium NDUC center ကြီးဒီဟူသောဇက်ခုံမှာကကြတဲ့ကျွန်တော်တို့ရဲ့ရွှေအငိတ်ငိုးပြဟုတ်ပါကိုနေဝင်းမြင့်နော်မင်းသမီးလေးကဘယ်သူပါလိမ့်ရွှေကျူးဆိုပါလားအများကတည်းထူးခြားတော့သူကခုံခုကပါတယ်အဲ့တော့ကိုနေဝင်းမြင့်ကျွန်တော်ပြန်မေးတယ်ဆိုကြပါစို့ဗျာနေသားမောင်ကိုချီဦးညွေခမရအမင်းရှိပါခမရလူပြည့်2ယောက်လက်ဆွဲ2ယောက်ကျွန်တော်တို့မင်းသမီးလေးရွှေကျူးကပန်တရားကျောင်းဆင်းလေးလေဗျာဟုတ်လားဘယ်နှစ်ကဆင်းတာလဲ1982ခုနှစ်ကတည်းကဆင်းတာအခုမှကရတော့တာနော်ပြောစရာကောင်းပါတယ်ဗျာကျွန်တော်1998ခုနှစ်စင်ကာပူပထမကျင်ရောက်တုန်းကကျွန်တော်မှာ stress တွေများတယ်အဲ့ဒီကြောင့်ကျွန်တော်မပြောတော့သိချင်ရင် The Zin Magazine အခုနောက်ဆုံးထွက်တာဝယ်ဖတ်ကြည့်ပါကျွန်တော်ရန်ကုန်မှာတော့ဆရာကောင်းမြတ်နယ်ကိုစာမှုမပေးလိုက်နိုင်ပေမဲ့
တစ်ဆင့်ကျွန်တော်ဟိုရောက်တော့မှလှမ်းပေးပါတယ်နော်ကျွန်တော်ဗမာပြည်ကနေစင်ကာပူကိုလှမ်းပေးလိုက်တယ်သူကလည်းပိုင်တယ်စင်ကာပူကနေမြန်မာပြည်ကိုငွေ1000လွှဲပြီးတော့ဗမာငွေနဲ့ကျွန်တော်စံမှုကရှင်းဒါမရှိဘူးကျွန်တော်လက်ခံပါတယ်ဒါပေမဲ့အခုလိုလူသိရှင်ကြားThe Zin Success Magazine ကိုဖတ်ကြည့်ပါလို့ပြောတဲ့အတွက်တော့ကော်မရှင်ကကိုဒေါ်လာနဲ့ပေးရဒီရိုးရွှေကိုပန်းဟာကလမ်းမြပါကိုဘာမလျှော့လေးနဲ့လာတော့မကွက်ရွှေဘိုးလေးယိုးကအသွေးလေးယိုးကအသွေးလေးယိုးကအသွေးလင်းကျက်ကဲစောကွင်းထက်မှတူပြောပြောနဲ့ပြီးတော့ရီရောမှန်းငါပရောင်နီမအောင်စီရွမ်းရအောင်တပည့်ညိုးရွှေကိုပန်းတပည့်ညိုးရွှေကိုပန်းရဲ့နဲ့မြန်ကြစုလေးဤတကားချမ်းအတန်ကြီးကတ်နေရတာတိုက်တော့လေရေခဲရေဘာအပူးမှလည်းမပါဘူးဒီထဲဒါကကျွန်တော်ပြောတာနဲ့ပေါက်ပြတွေရှောက်ပြောနေတာတကယ်ထည့်ပြရင်လည်းပိုကောင်းတော့မြန်မာပြည်မှာတော့ကြုံမှုတယ်ဗျကြပြဆရာသူရဆိုတာလုံးဝသူကမတော့မစားရရှာဘူးသူ့ရှိမှတက်တဲ့စာရေးဆရာတယောက်ကအင်မတန်တောက်တယ်ကျွန်တော်မဟုတ်ပါဘူးနော်တကယ်ကျွန်တော်သူ့ကိုဘယ်လိုလုပ်ပြရဆိုတော့ပြိဿလည်းမရေးမိအောင်ဆိုတော့ရဲစည်းတင်နဲ့အာသွက်အောင်ဆိုပြီးတော့ရင်းနှီးချမ်းခရဒံခရနဲ့ရင်းနှီးချမ်းပကံလုံးနဲ့တင်းပေးထားတယ်တင်းပေးတာအဲ့ပထမစာရေးဆရာတောက်ပြီးတော့မူးမူးနဲ့ဟောပြီးတော့နည်းနည်းကြံခဲ့တယ်ဆင်းသွားကိုသူရဆိုတာတက်လာပြီးတော့သူလည်းရင်းနှီးချမ်းမှလို့တောက်တာအရက်တွေပါဇက်ကထွက်သွားတယ်ကြုံမှုတယ်ကျွန်တော်တို့မြန်မာပြည်မှာလုပ်တဲ့စာပေဟောပြောပွဲတွေမှာအဲ့လိုရေစရာကောင်းတဲ့ချစ်ချင်စရာကောင်းတဲ့လွဲချော်မှုအမှားလေးတွေအများကြီးတွေ့ရတယ်ကျွန်တော်ဒီမလားခင်လုံးကမြောင်းမြဇေယမဒနီပရိယတ္တိစာသင်တိုက်85နှစ်မြောက်စာပေဟောပြောစာလုပ်တယ်ကျွန်တော်ကဓမ္မစာပေပညာရေးတော့ဗျာကျွန်တော်ကလာဟောလက်ဆိုပြီးတော့တကူတော်ဟောရတယ်ပထမရက်ကဆရာနာနာသိန်းစံဒုတိယရက်ကျွန်တော်မြောင်းမြပရိယတ္တိစာသင်တိုက်ကြီးရဲ့ကျွန်တော်တို့ဓမ္မယုံကြီးကလည်းအများပရိသတ်ကလည်း3000လောက်ရှိတယ်ပြည့်ဒါပေမဲ့ဒီလိုခုံမဟုတ်လူသေးတာမဟုတ်သူကအောက်မှာကျမ်းပေါ်မှာကော်စောတွေခင်းပြီးကျမ်းမှာထိုင်ရတယ်ကျွန်တော်ကလည်းကျမ်းပေါ်မှာပဲနေရတယ်ဒုတုပ်ပြီးတော့ဒီဘက်မှာစာချဆရာတော်ကြီးကထိုင်နဲ့ထိုင်ဒီဘက်ကစာသင်ဆရာတော်ကြီးတွေခုံနဲ့ထိုင်တယ် stage မရှိဘူးဒီလို stand လေးတင်ထားတယ်ကျွန်တော်ကပရိသတ်ကိုကြောပေးပြီးတော့ဆရာတော်ကြီးကိုလက်ကိုချီထားတယ်ခဏနေတော့အတန်ထွက်လာတယ်ဗျပုပ်ကူမမြင်ရအောင်ဒီဘက်ကလိုဟိုဘက်ကလိုနဲ့ပရိသတ်တို့မကြာမီဓမ္မစာပေဟောပြောပဲစတင်တော့မှဖြစ်တဲ့အတွက်နေရာယူကြလော့ပရိသတ်ကမေတ္တာရက်ခံတာမဟုတ်အမိန်ပေးတာနေရာယူကြလော့ဘသူပါလိမ့်နောက်ကြတော့ထွက်ချလိုက်ဦးစင်းတပါအခမ်းအနားမှုကဦးစင်းဗျဒါမျိုးလဲကြုံရပါတယ်တကယ်တပြည့်တော့ကြုံနာပါဗျာမာယွရှင်ခွင့်လို့ပါဗျတောင်းမှပြီးဖြစ်တဲ့အတွက်ဆက်ပြီးမှားပါမယ်ဗျအဲ့မှာမိုက်ခရိုဖုန်းရှိလေရောက်ရောဗျာတခါတည်းဧကတိကိုဗျန်းနဲ့ပတ်ချပြီးတော့ခုနဆရာကောင်းမြတ်တယ်လို့ပေါ့ကျွန်တော်အထုပ်ပတ်တီလေးသူရေးထားတာရှိတယ်ကူးထားတာအဲ့မှာဖတ်ပြီးတော့ယခုစာရေးဆရာချီဦးညိုကြီးထေရုပ်ပတ်တီကိုကျွန်တော်ဖတ်ကြတော့သူ့ဟာသူမှားပါအထုပ်ပတ်တီထေရုပ်ပတ်တီဆိုတာဆရာတော်ကြီးဒီမှာလုပ်ရတဲ့ကိစ္စသူလည်းသူ့ဟာသူမှားမသိဗျပြီးတော့မှကျွန်တော်လှမ်းကြည့်လိုက်ပြီးတော့၎င်းစာရေးဆရာသည်ကျွန်တော်လက်ကလေးချီးပြီးတော့ဗျာဆရာကောင်းလို့ပေါ့မန္တလေးဇာတိဖြစ်၍ဒါမျိုးတွေပါလာတယ်ကအဖဥရွှေတောင်းညိုအမိဒေါ်စိန်ရင်တို့မှမွေးလေသောသားကြီးဩရတာဖြစ်လေ၏၎င်းသည်လောက်ကပြဖြစ်လာအဲ့နဲ့ဖတ်ဆရာရှိတာတွေဖတ်သွားပြီးတော့နောက်ဆုံးကြတော့ဆရာကောင်းလို့ပဲယခုအခါ၎င်းစာရေးဆရာချီဦးညိုသည်မြန်မာနိုင်ငံရုပ်ရှင်အစည်းအဝေး၌ဒုတိယဥက္ကဋ္ဌဖြစ်၎င်းအမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်၌ပညာရေးအဖွဲ့ဝင်ဖြစ်၎င်းတာဝန်ယူရင်းစာရေးခြင်းဖြင့်အသက်မွေးဝမ်းကြောင်းလျက်ရှိလေတော်သည်ဆိုချပါ
ပရိသတ်ကလည်း automatic သာဓုလိုက်သွားကြုံရတယ်ဗျကျွန်တော်တို့ကျွန်တော်လည်းဦးကြောင်ကြောင်ဖြစ်သွားတယ်ဗျဟာငါထုတ်ပတ်တီရောဟုတ်ရဲ့လားပြောရင်တော့ကျွန်တော်ထုတ်ပတ်တီထဲမှာဒီဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်းခြေဥညိုဖောင်ဒေးရှင်းလည်းတခါမှလှူခဲ့တာမဟုတ်ဘူးအဲ့ဒါမျိုးလဲကြုံရတယ်ဗျတခါသားကြတော့လဲမြို့အကျွန်းပေါ်ဒေသကြာပါပြီအဲ့ဒါတော့5-50နှစ်ရှိပါပြီဒီကျွန်တော်တို့ဟိုဘက်ကန်းကိုကူးပြီးတော့တခါမော်တော်နဲ့သွားပြီးတော့မှဆက်လေပဲ့တောင်လေးနဲ့သွားအိုးတခါမှမလုပ်ဘူးတဲ့ရွာလေးဆက်လေလေးကပ်ပြီးတော့ခုနတရားလေးနဲ့ကူးညဟောပြောပဲလုပ်တော့ခဏနဲ့ဟိုဗျမီးလေးကလည်းမကောင်းအဲ့မှာညကလည်းချမ်းတော့ကျွန်တော်လှည့်မရောက်ခင်ကျွန်တော်ပွဲစည်းတန်းလေးသွားပြီးမီးလုံပွဲစည်းတန်းလည်းထွက်သေးတယ်ဆိုင်ကလည်း3ဆိုင်ပဲရှိတယ်အဲ့ဒီမုံလေမရရဲ့ကောင်းချင်းကြည်တော့ရဲ့မုံလေဝေရဲ့ဒါပဲမှတ်မိတယ်အဲ့မှာကျွန်တော်မီးလုံနေနေကျွန်တော်နောက်ကအတန်တန်ကြားလိုက်ရတယ်အဲ့လမ်းလေးမှာဟဲ့ရန်ကုန်မြို့ကြီးကစာရေးဆရာတွေလာတယ်လို့ငါကြားတယ်အဲ့ဒီစာရေးဆရာတွေထဲမှာစာရေးဆရာတွေလာတာချီဦးညူနဲ့လာတယ်လို့ငါကြားတယ်ဟဲ့ဟာအဖွားကြီးတယောက်ရဲ့အတန်ဟာကျွန်တော်ပြိဿပဲဝမ်းသာရလှည့်ပြီးအဖွားချီဦးညူကျွန်တော်လေးဆရာကြည့်ပြီးတော့ဟာလူပါလားဘာလို့လဲမှမသိအဖွားဘာဖြစ်လို့လဲလို့နောက်မှစာပေကော်မတီတယောက်ကအဖွားအဲ့ဒီချီဦးညူလဲစာရေးဆရာလေစာရေးဆရာပါဆိုမှလူပေါ့နော်ဘွားကြီးအဲ့မှာရီပြီးတော့ဟဲမသိပါဘူးဟဲတဲ့ရန်ကုန်ကစာရေးဆရာတွေငါတို့ရွာလေးကိုလာတယ်စာပေဟောပြောကြမယ်ချီဦးညူနဲ့လာတယ်ဆိုတော့ငါချီဦးညူဆိုတာမော်တော်အသိအောင်မေးလာစားတကယ်ကြုံရပါတယ်အဲ့ဒီအခုလိုအစင်လေးရှိတဲ့ဒေတာကြီးမှာတခါမှလည်းမဟောဘူးတော့တော့ကောင်းတဲ့နေရာကြီးမှာအဲ့တော့ဟိုတစ်နှစ်ကမြို့တစ်မြို့ပေါ့ဗျာမြန်မာပြည်ပေါ့ဗျာမြို့တော့မပြောချင်တော့ပါဘူးအဲ့ဓမ္မယုံထဲမှာပဲဟောရတယ်အဲ့အဖွဲ့အစည်းနှစ်ခုကနေပြီးတော့ကြီးကြပ်ပြီးလှုပ်တာဟောရင်းနဲ့မိရပြက်သွားတော့လက်နက်ဓာမီနဲ့ကျွန်တော်ဝိုင်းထိုးကြတယ်မျက်နှာလေးတော့ပေါ်လာပါအဲ့တော့မိုက်ခရိုဖုန်းကတော့မပြက်ဘူးပြသူတို့ဘာညာလှုပ်ထားတယ်အဲ့လူကမမြင်ရတော့ကြာတော့လေဒီစာရေးဆရာမျက်နှာဒီဓာတ်ခဲကုန်ခံပြီးတော့ဘယ်တော့ကြာထိုးမှာတော့ပိတ်ပလိုက်တယ်ဒါပေမဲ့ကော်မတီကအင်မတန်တက်ခနုပတ်တိကောင်းတယ်ဖျောင်းနိုင်2တိုင်ဒီဘက်တက်တယ်ဟာစိုက်ပေးတာအဲ့လိုကျွန်တော်တို့မှာဥရှင်ကြီးဖြစ်ရတာလည်းရှိတယ်အဲ့လိုမျိုးကြုံသွားအဲ့တော့ဟိုပြောဒီပြောနဲ့အချိန်ကြီးကုန်တော့မှာပဲကြုံရတာလေးကျွန်တော်ပြောပြတာပါအဲ့တော့ဆရာကြီးမင်းသူဝင်ရဲ့တပည့်ညိုကိုယူရတဲ့အခါကျတော့သူ့ရဲ့အကူလူလဲချစ်ဆရာတွေပဲလဲဖြစ်တဲ့ဆရာဇော်ကြီးကျွန်တော်တို့ကဂုံမပြုတ်လို့မပြီးပါဘူးအခုစင်ကာပူမှာကျွန်တော်တို့အဖက်ကယင်းဒီမြုပ်နှံပြီးတော့အောင်မြင်အောင်ကျင်းပနိုင်တဲ့ဟောပြောပွဲကြီးမှာဆရာဇော်ကြီးကိုကျွန်တော်ဂုံပြုချင်ပါတယ်ဆရာဇော်ကြီးနဲ့ဆရာမင်းသူဝန်ကျွန်တော်တို့ရဲ့ဆရာကြီး2ပါးဆရာတို့ရဲ့တပည့်သားမင်းဖြစ်တဲ့ကျွန်တော်တို့လေးတွေဟောဒီစင်ကာပူမှာဆရာတို့ရဲ့စားရင်းနဲ့လူလားမြောက်ပြီးတော့စာပေဟောပြောပွဲကျင်းပနေပါတယ်ကောင်းရာတုကတိဘုံကနေပြီးတော့ဆရာတို့ခေါင်းငုံကြည့်ပြီးတော့သာဓုခေါ်ပေးကြပါကျွန်တော်ဒီညနေတိုင်တယ်ပါတယ်ဆရာဇော်ကြီးရဲ့ကြဗျာတို့တိုင်းပြီရတဲ့ပုဂ္ဂိုလ်တွေရှိပါလိမ့်မယ်များစွာသောကြဗျာတွေကကျွန်တော်ဒါလေးကိုရွေးရွတ်တာအကြောင်းရှိပါတယ်ဘာကြောင့်လဲဆိုတာယူရင်းပေါ်လာပါလိမ့်မယ်ဒီကြဗျာကိုဘယ်ချိန်ကစရေးလဲဆိုတော့ဘယ်နှစ်ခုနှစ်မှရေးလဲဆိုတော့1935ခုနှစ်မှာဆရာဇော်ရေးခဲ့ပါတယ်လွတ်လပ်ရေးမရခင်73နှစ်လွတ်လပ်ရေးမရခင်73နှစ်ဆိုသူ့ကျွန်ဘဝလက်အောက်ရောက်နေတဲ့73နှစ်ခါကာလသူ့တိုင်းပြည်သူဆရာဇော်ကြီးပြန်ကြည့်လိုက်တော့အားမရအောင်ဆင်းရဲနေကြတယ်မွဲနေကြတယ်ဘာမွဲလဲအသိဉာဏ်မွဲတယ်ကိုချင်းတရားမွဲတယ်လွတ်လပ်လူစိတ်တွေမွဲနေတယ်ငွေကြီးလဲမွဲနေစီးပွားရေးလဲမွဲဆင်းရဲတက်တည်ရှည်ကြပြီးတော့တမွဲမွဲဖြစ်ပြီးတော့လုံလဝရိယတွေလဲမွဲပြီးတော့အပြင်းထူပြီးအိပ်ပျော်နေကြတယ်အဲ့ဒီလူတွေကိုဆရာဇော်ကြီးတွေ့လိုက်တဲ့အခါမှာသူ့တိုင်းပြည်သူအားမလို့အားမရနဲ့ဆရာဇော်ကြီးရေးလိုက်တဲ့တို့တိုင်းပြည်ဖြစ်ပါတယ်နားဆင်ကြည့်ပါဘယ်ဟာစလဲဆိုတော့3ပိုက်ပါပါတယ်ထလော်မြန်မာအိုမြန်မာတို့ထလော်ဆိုတော့ဒါအိပ်ပျော်နေတာသိကြပြီလေနော်ဆရာဇော်ကြီးနှိုးပြီထလော်မြန်မာအိုမြန်မာတို့
ကျွန်တော်လည်းဆရာစောကြီးနှိုးတော့ထားတယ်ပေါ့ဗျာမျက်လုံးလေးပုတ်တက်ပြီးတော့အိတ်ချင်မှုနဲ့မြမာပြီးနော်တို့ရွာတို့မြေတို့ရွာမြေဝဲဇေဒီစဘာများလဲများဟာဟုတ်ပါတော့ဗောဆရာကျွန်တော်တိုင်းပြည်ဇေဒီစဘာရွှေဝါရောင်အစိမ်းရောင်များလဲများဟုတ်ပါဆရာကြီးချစ်လိုက်တာကျွန်တော်တိုင်းပြည်တက်ကြွလာပြီဇေဒီစဘာများလဲများပါလေလဲတမွဲမွဲနဲ့ဟမ်ဆရာလဲကျွန်တော်တက်ကြွမယ်မှမကြံသေးဘူးလှုပ်ထဲလိုက်ပြီများပါလေလဲတမွဲမွဲနဲ့ဆင်းရဲခါသာကာလကြာလင်ရာစကာမျိုးတညှိုးညိုးနဲ့ပထိုးမြေမောင်ကြောင်းညူကြောင်းညာလှဲ့လေသွားလေမစားလေရဝမ်းမဝ၍ဆွမ်းမြမတင်နိုင်ရှိမိသည်ဟာဆရာရက်ဆက်တာဆရာဇီဒီပထိုးတွေများစဘာတွေအဲ့လိုဆိုပြီးတော့မင်းတို့အဲ့လိုလုံးမတင်နဲ့ဆင်းရဲခါသာကာလကြာရာစကာမျိုးရာစကာဆိုတော့ဘာပြောတထောင်းစားကိုပြောတာဆရာစောကြီးဗျာတကယ်အင်မတန်ဆိုးနေတဲ့ပြင်းနေတဲ့မိကလေးတယောက်ကိုအဖိုးကငေါက်တယ်လို့ငေါက်တာရာစကာဆိုတာဘာလဲတထောင်းစားလက်ဖြန့်ခံတောင်းတာဟောပေးပါဦးဟာရလာပြီဟာစားပြီပေးပါဦးဟာရလာပြီစားပြီပေးပါဦးဟာဒီလက်ထည့်တယ်ဗျာဒီလက်ထည့်တယ်ဗျာနော်လောကကြီးမှာလက်ပိုင်ရှင်2မျိုးလူ2မျိုးပဲရှိပါတယ်တစ်မျိုးကဖြန့်ထားသောလက်ပိုင်ရှင်တစ်မျိုးကဒီလိုပေးတဲ့လက်ပိုင်ရှင် giver နဲ့ taker 2မျိုးပဲရှိပါတယ်ပြန်ကြည့်လိုက်အဲ့ဒီရာစကာမျိုးကြတော့ပေးပါအောင်ထဲပေးပါအောင်စားနောက်ကြတော့ဒီမှာလဲပြည်လာပြီဟိုမှာလဲထားဒီမှာလဲထားဆိုပိုင်ဆိုင်မှုတွေကများပါရဲ့လောကဓမ္မရာတိတ်များသွားတဲ့ခါကျတော့နိယာမတိုင်းလေးသွားတာပေါ့ဗျာလေးတဲ့ຢာတွေကအောက်ကိုကျလာပေါ့ဗျာဘယ်ထိကျလဲဆိုတော့နောက်ဆုံးအဝီစီးထိကျသွားဒါသဘာဝနိယာမဒီကျွန်တော်တို့ giver တွေကတော့ပေးတဲ့သူတွေကတော့အကြံဉာဏ်ပေးမယ်စီစဉ်ဥစ္စာပေးမယ်အထောက်အကူပေးမယ်ပညာပေးမယ်တတ်နိုင်သလောက်လောကကြီးကိုပေးနေတယ်အဲ့ဒီပေးတဲ့လက်ပိုင်ရှင်တွေကတော့ပေးလို့မကပေးလို့အားကြီးတဲ့ခါကျသူတို့မှဘာမှမရှိတော့ဒါပေမဲ့ရှိလာတယ်ထပ်ပေးတယ်ရှိလာတယ်ထပ်ပေးတယ်လောကမှာတတ္တဝါများအများကြီးပေါ်မှာအပေးထိုင်ဆုံးပုဂ္ဂိုလ်ကတော့အားလုံးတည်တယ်ဘုရားရှင်ကိုယ်တော်မြတ်ပါပဲစုပုံတာပဲသူ့ကိုလှူလိုက်ကြတယ်တခုမှလည်းပိုင်ဆိုင်မှုမထားဘူးအဲ့တော့ပေါ်ပြီးတော့တက်သွားတာဘယ်ထိလဲနိဗ္ဗာန်ထိပြီးသွားရောကိစ္စပြတ်သွားဆရာစောကြီးပြောတဲ့ရာစကာမျိုးရှင်းရဲခါသာကာလကြာလင်ရာစကာမျိုးတညှိုးညိုးနဲ့ပထိုးမြေမောင်ကြောင်းကျူကြောင်းညာလှဲ့လေသွားလျက်မစားလေရဝမ်းမဝ၍ဆွမ်းမြမတင်နိုင်ရှိမိသည်ဟာဆရာရက်ဆက်တာနှိုးတော့ကနှိုးပြီးအဲ့လိုနေရင်ဥဒ္ဒါမကောင်းဘူးဆရာတော်ပြီဆရာမြန်မာပြီးပြီပြန်အိတ်မယ်နော်ပြန်အိတ်လိုက်မရဘူးဒုတိယပိုက်ဆက်နှိုးတဲ့ထလောမြန်မာအိုမြန်မာတို့ဟာထားပြန်ပြီတို့ရွာတို့မြေတို့ရွာမြေဝဲရေချိုတောက်ရံမြစ်ချောင်းကန်နှင့်သီးနှံချိုပြများလဲမြိုက်ဟာ natural resources ဟုတ်ပါတော့ဗောဆရာရေချိုရင်ငါရှိတယ်ရာသီဥတုနှွေမိုးဆောင်ရှိတယ်ဘယ်နေရာဘာတူးမလဲဘာဆိုင်မလဲအကုန်ထွက်တယ်ပေါ်လိုက်ကျွေလိုက်တာဆရာဆိုအဲ့ဒါညွှန်ပြရေချိုတောက်ရံမြစ်ချောင်းကန်နှင့်သီးနှံချိုပြများလဲမြိုက်ကြည်စမ်းကျွန်တော်တိုင်းပြီအခုမိတ်ဆွေများရှိနေတဲ့စင်ကာပူတနာစရာသိကောင်းတာဘာမှမထွက်ရှာစင်ကာပူကဘာထွက်လဲလူပဲထွက်တယ်နော်အဲ့ဒီလူကိုပညာနဲ့ပေါင်းပလိုက်တယ်သူက resources ပြောင်းလုပ်ပလိုက်တယ်တနာကိုသိကောင်းတယ်စင်ကာပူကရာသီဥတုဆိုလဲတစ်မျိုးပဲရှိကြတယ်ဘာမှသူတို့များနော်အခုတော့မှတစ်ပင်လေးပါလေးကအခုမလေးရှားကနေပြီးတော့လှုပ်လမ်းဆိုသူရေပြဿနာတဲအောင်ပဲနော်အဖက်ဖက်ကတနာစရာကောင်းတယ်ဒါမို့တနာလို့ကျွန်တော်တို့စီကအကောင်လေးကောင်မလေးတွေလာပြီးတော့အလုပ်လုပ်ပေးနေတာဆရာစောကြီးက1935ခုနှစ်ကလေးကသူ့တိုင်းပြည်သူအဲ့လိုပုံနှိုးခဲ့တယ်ရေချိုတောက်ရံမြစ်ချောင်းကန်နဲ့သီးနှံချိုပြများလဲများပါလေလဲတမွဲမွဲနဲ့ဆင်းရဲခါသာကာလကြာလေမြင်သာမြင်ရမစရ၍တောကပိတ်တာဖြစ်မိသည်ဟာပထမအပိုက်တုန်းကရာစကားဒုတိယအပိုက်ကျတော့ပိတ်တာပို့ဆိုးသွားပြီတော်ပြီဆရာပြန်အိတ်မယ်မရဘူးဆက်နှိုးတယ်ထလော်မြန်မာထလော်အာမပြော့နဲ့မလျှော့လုံးလားသူကစ၍ငါကအားလုံးလက်ယုံများမြောင်ညံများမြောင်နဲ့စွမ်းဆောင်ကြလေလော့ဤမြေဤရာဘု து ရလဲဤရာစဘာဘု து စဘာလဲထားလော့တာဝန်ပွန်လော့လုပ်ငန်းညံရှိပန်းတဝမ်းတစိတ်ညီစေသည်ဆိုစောထက်ပြခဲ့တာ1935လွတ်လပ်ရေးမရခင်73နှစ်ညာစေရနာတမာရိသီလအားကြီးတဲ့ပုဂ္ဂိုလ်ကြီးများကြတော့အစောကြီးရကြိုးပြီးတော့မြင်တတ်ပြီးတော့တိုင်းပြည်ကိုအဲ့လိုလုပ်ပေးခဲ့တာကျွန်တော်တို့ကျေးဇူးဆက်လို့မကုန်ပါဘူးဖန်တီးသွားတဲ့အမှုပညာကျွန်တော်တို့အဲ့လိုခံစားပါမယ်
ကောင်းပြီဆရာစောကြီးပြောတော့ဆရာကြီးမင်းတို့ရောပြန်ပြီးတော့ပြန်လှည့်ရအောင်မယ်နော်သွားသတိရလိုက်လို့ဘာကြောင့်လဲအနုပညာဖန်တီးသူများကိုကျွန်တော်တို့အနုပညာခံစားနေတယ်အခုခံစားသူများကဘယ်လိုခံစားမလဲဆိုတာတွေကိုကျွန်တော်နည်းနည်းလေးနီးပေးလားများလုပ်ချင်လို့ပါဆရာလုပ်တာမဟုတ်ပါဘူးကျွန်တော် sharing လုပ်တာပါနော်ကိုရွေ့ဆေးလေးကိုပြန်ပြီးတော့ဆေးမီးလိုလေးလက်ဆောင်ပေးတာပါဆရာစောကြီးကဗေဒာလန်းကြပြရေးခဲ့တယ်အပုပ်40အဲ့ဒီတပုတ်သောကြပြကိုစာရေးဆရာမကြီးဒေါခင်နှင်းယူကအင်မတန်ကြိုက်တယ်ထို့ကြောင့်သူ့ဝတ္ထုထဲမှာယူသုံးလိုက်သူ့ဝတ္ထုထဲမှာဒီကြပြကိုတချင်းလုပ်ပြီးဆိုမဲ့သူကအငိမ့်သမားလေးမတ်ဗေဒာအဲ့ဒီမတ်ဗေဒာကိုတက္ကသိုလ်ကျောင်းသားကြီးကကော်လီဂျင်နေဝင်ကကြိုက်မတ်ဗေဒာကကော်လီဂျင်နေဝင်ကိုပြန်ချစ်တယ်မင်းသားမင်းမီချစ်ကြတယ်ဒါပေမဲ့လက်မခံရဘူးထင်းတဲ့အတိုင်းပဲမင်းသားကအငိမ့်သမားလေးချစ်ပေမဲ့မယူနိုင်တဲ့အတွက်သူနဲ့အလွှာချင်းတူတဲ့တထေးသမီးဘေဘီနဲ့ယူလိုက်တယ်မတ်ဗေဒာအသေးကွဲပို့ပြီးအသေးကွဲရတာကအဲ့ဒီတထေးသားကိုစောထွန်းနဲ့မမခင်မမနဲ့လက်ထက်တဲ့ညအဲ့ဒီမင်္ဂလာဥ reception channel မှာလုပ်တဲ့ပွဲမှာအငိမ့်ငှားတဲ့အငိမ့်ကမတ်ဗေဒာအငိမ့်ဟိုမှာအသစ်ဆက်ဆက်သူတို့သားတို့မိမိရဲ့ချစ်သူဟောင်းအပေါ်ကမတ်ဗေဒာဖီးလိမ့်ပြင်းစင်ပြီးတော့အငိမ့်သမားလေးဖြစ်နေကရအောင်ဒီထဲမှာအသက်ရကွဲကျင်နေပြီဒါပေမဲ့မတ်ဗေဒာအဲ့ဒီကွဲကျင်နေတဲ့နှလုံးသားဓာတ်တွေကိုဖိနှိမ်ပြီးတော့ဘယ်လိုဆက်ပြီးလုပ်တယ်လဲအဲ့ဒါလေးကျွန်တော်ပြောပြရင်ဆရာစောကြီးရဲ့မူရင်းကြဗျာစာရေးဆရာမကြီးဒေါခင်နှင်းဝတ္ထုရဲ့ယူသုံးတယ်အဲ့ဒီဝတ္ထုကိုရုပ်ရှင်ဒါရိုက်တာကြီးဦးချစ်ခင်ကယူပြီးတော့ရုပ်ရှင်ရိုက်တယ်ကော်ဂျင်နေဝင်မြတ်လေးជីជីထေးဘေဘီနဲ့နောက်ပိုင်းကျတော့စိုးသူတို့သူလားမသိဘူးနော်ဗီဒီယိုရိုက်အဲ့ဒီမတ်ဗေဒာအသေးကွဲပြီကတော့ကရတော့မယ်ဒါပေမဲ့သူ့မှာလောကဓာန်ချက်တွေလှိုင်းနေဘယ်တော့ပဲကြုံရမတ်ဗေဒာလေးပါကျမဘယ်တော့မှအားမလျှော့ပါဘူးရှင်းဆိုတဲ့မင်းကလေးရဲ့ဇွဲအားမှန်ကိုជីជីထေးကမတ်ဗေဒာဖြစ်နေကိုစားပြီးဆိုပြီးသွားတာအဲ့တော့ဒီမှာရှိတဲ့ကျွန်တော်ရဲ့ငယ်သောသမီးရွယ်ညီမလေးရွယ်ဒူမရွယ်အထူးသဖြင့်မင်းကလေးတွေပေါ့မတ်ဗေဒာလေးတို့အဲ့ဒီမတ်ဗေဒာဟောက်လို့အားတင်းခဲ့ပါတယ်အဲ့လိုအားတင်းနိုင်မှုအတွက်ကျွန်တော်လက်ဆောင်လေးဒါလေးကိုပေးခြင်းဖြစ်ပါတယ်ဒီကြပြာကိုတချင်းဖြစ်အောင်အတန်သွင်းတဲ့သူကစန်းမြဦးချစ်ဆွေဖြစ်ပါတယ်တို့ကြောင့်ဆရာစောကြီးဒေါခင်နှင်းယူစန်းမြချစ်ဆွေဒါရိုက်တာဦးချစ်ခင်ဂေါ်ဂျင်နေဝင်မြတ်လေးជីជីထေးစတဲ့အနုပညာဖန်တီးခဲ့တဲ့သူကြီးများကိုပူဇော်သောအဖြစ်ဂါရဝပြုသောအဖြစ်ကျွန်တော်ဒါလေးတစ်ခုဆိုပြီးလက်ဆောင်ပေးပါမယ်ညူပြားပြားလရာရင်းချီရင်လှိုင်းတရားဗေဒာတဲ့လှိုင်းတရားစင်မတ်ဗေဒာလေးလေဗျာမြို့ဝကျွန်းမော်ဒေသညူပြားပြားလရာရင်းချီရင်လှိုင်းတရားဗေဒာတဲ့လှိုင်းတရားစင်အစင်ဆိုတော့တက်တာတာပေါ့ဗျာမထင်လိုက်ပါနဲ့ဆေးရလည်းမသက်သာဘာကြောင့်လဲအုံးလေကျွေးရေဘောလောမျိုးစုံလို့လားမတ်ဗေဒာတက်တောင်တက်တာလေးလှိုင်းစီဆင်းသွားတာဟိုဘက်ကအုံးလေကြီးကလည်းကျွေးလာတယ်အစင်းနဲ့အလားတွေ့ပြီဗေဒာဓမ္မအထွေးအုံးလေကျွေးသူနဘေးဆောင်းငယ်ရသည်ဟာအုံးလေကျွေးနဲ့ဆောင်းမိပြီအုံးလက်ကျူကြီးကဆောင်းပြီးတော့သူ့ဟာသူဆက်ပြီးတော့မျောမတ်ဗေဒာလွတ်မြောက်ပြီမထင်လိုက်ပါနဲ့ဦးနောက်တစ်ခုပြဿနာထပ်တက်ပါတယ်လောကဓာန်တရားပြနေတာဆောင်းငယ်လည်းမသက်သာဗါတယ်လေဆောင်းငယ်လည်းမသက်သာနောက်တစ်ချီဒီတလုံးကဖုံးလိုက်ပြန်ရာလှိုင်းကြီးကထပ်ပြီးတော့ဖုံးလိုက်ပြီမတ်ဗေဒာမြုပ်သွားပြီမြုပ်လေပေါ်မလားမတ်ဗေဒာအလှအာယူပြီးတော့ပြန်ပြီးတော့ရုံးကန်လိုက်တယ်တလံဝါလှိုင်းအကြွပေါ်လိုက်ပြန်ရာဟာမတ်ဗေဒာလေးပေါ်လိုက်ပြန်ပြီခဲအောင်မွေလေးနဲ့တလူလူနဲ့လောကဓာန်အန်ခဲပြီးတော့ဓာန်တွေကိုလှိုင်းလို့သူချွဲဖြတ်နေမတ်ဗေဒာအလှတလံဝါလှိုင်းအကြွပေါ်လိုက်ပြန်ရာပေါ်ပြန်လဲမသက်သာဘာကြောင့်လဲချောင်းအဆွဲမြောင်းငယ်တဲ့ကဘဲထွက်လို့လားဘဲဥကတရား200မတ်ဗေဒာကတပင်တဲ့အရက်ခံခံလို့ဗေဒာပြန်အငုခဲပန်းလျက်ပဲဘဝအမောတွေပြင်နေရပါစေဒီမလာခင်ဟိုဘက်လာတဲ့တုန်းကရ
ရန်ကုန်ပေါက်ထော်ကျွန်တော်တို့တိုက်ပွဲဝင်စီရင်ရေးသင်တန်းဆိုတာရှိပါတယ်အဲ့ဒီမှာတိုက်စီးကသူတို့အရာရှိတွေကိုကျွန်တော်တို့လည်းသွားပြီးတော့အဲ့လိုစာပေကိစ္စအမှုပညာကိစ္စသွားဟောတယ်ဟောရင်းနဲ့ကျွန်တော်ကကြပြာလေးတွေအကြောင်းပြောရင်းနဲ့ဒီမတ်ဗီရာတခြင်းလေးကိုအဲ့ဒီမှာကျွန်တော်ဆိုပြလိုက်တယ်အဲ့ပြီးတော့ရှေ့မှာထိုင်းနေတဲ့သင်တန်းမှုဒုဘူမှုကြီးနာမည်တော့မေ့သွားပြီထိုင်းမျက်ရည်တွေဝဲကျွန်တော်ကော်လေဂျနေဝင်းကိုအမြင်ကတ်လိုက်တာဆရာခံစားသွားတယ်အနုပညာဖန်တီးသူအနုပညာခံစားသူဖန်တီးသူကအဲ့လိုဖန်တီးတဲ့ခါမှာကျွန်တော်တို့ကအဲ့လိုလေးခံစားပြီးမှကျွန်တော်တို့နှလုံးသားအားတွေလည်းပိုကောင်းလာတယ်ကျွန်တော်တို့အုံနောက်အားတွေလည်းပိုကောင်းလာတယ်တနည်းအားဖြင့်ကျွန်တော်တို့ရဲ့အလှခံစားနိုင်သောနှလုံးသားအမှားအမှားကိုဝေဟလာခွဲနိုင်သောအုံနောက်အတိတရားဒါတွေပိုအားတက်နိုင်အောင်ကျွန်တော်တို့ခံစားမှုအားတွေမြင့်ပေးရမယ်ဘာလို့ဆိုဖန်တီးတဲ့သူတွေကအတိချဖန်တီးထားတာစေတနာအားကြီးတွေအနုပညာအားကြီးတွေအမျိုးဘာသာသာသနာမှာချစ်စိတ်ကြီးတွေနဲ့သူတို့ဖန်တီးပေးကြတာအဲ့ဒီပေါ်မှာကျွန်တော်တို့ကဖြော်ပြရေးတက်တက်ကလေးနဲ့ပဲနားထောင်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့တောင်းမကြည့်ဘူးဖန်တီးသူများတောင်းကြည့်သလိုကျွန်တော်တို့ခံစားသူများလည်းတောင်းကြည့်အပ်ပါတယ်ဓမ္မသာလည်းအပေးယူမျှသွားပါလိမ့်မယ်ဒီစကားကျွန်တော်ဘာကြောင့်ပြောလဲဆိုတော့တခုနားထောင်ကြည့်ကြအောင်ကျွန်တော်တို့ဒါကျွန်တော်ကိုယ်လေးမဟုတ်ပါဘူးဒီနေ့အသက်86နှစ်ရှိပြီဖြစ်တဲ့ဘဘဘူလေးတက်အောင်ပြောပြဟဲ့ကောင်နဲ့ချူးညူကျွန်တော်ဘယ်လိုပြောလို့ရှိလဲဆိုတော့ဟိုတခါအမျိုးသားဆိုင်ဦးနဲ့တွေ့တော့ဟဲ့အောင်မင်းတော်လာအောင်กว่าအကိုကြီးဦးမင်းတော်ထိုင်မောင်မောင်ကြီးလာအောင်กว่าသူ့တပည့်တွေကိုပြအဆူတော်ကြီးတွေဟဲ့ထားမီတင်းရဲ့နေလက်ဒီမှာထိုင်အောင်နဲ့ဟာခင်မောင်လာပြူလာခဲ့ဟာထိုင်ညဟဲ့အောင်ချူးညူမင်းအမခဏနေဟုတ်ကဲ့ဘောဘာပြောမလို့အောင်မင်းတော်နဲ့မောင်မောင်ကြီးတဲ့မင်းတို့ကအဆူတော်တွေကဒီကောင်ကအတော်ဆိုကျွန်တော်ကိုချီဦးညူဒီကောင်ကအဆိုးတော်မဟုတ်ဘူးတဲ့အတော်ဆိုးတဲ့ကြောင့်ဆိုးနာပဲတဲ့အမြဲတမ်းသိတာနော်အဲ့လိုကျွန်တော်ချစ်တဲ့ဘဘဘူလေးတရားမင်းမမှီဘူးကွာငါပြောပြအောင်အနုပညာမှာရိုးသားမှုအမှန်တန်ရေးကြည့်တယ်နော်ဟုတ်ကဲ့ဘဘကိုယ်တိုင်မခံစားပဲနဲ့ဘာလို့မှမလုပ်ပါနဲ့ကွာကျွန်တော်ညီမလေးဆရာမမကျူရိုးသားတယ် तू ဘယ်လို့မှမခုံတော့မလာတော့မရွေးဘူး तू ခုဓာတ်တဲ့ဓာတ်ပူလာဒီနှစ်ခု तू ဟာမိုနီဖြစ်နေတယ်အခုချိန်မှာအဲ့ဒီပေါ်မှာပေါင်းပြီးတော့ तू ရိုးသားစွာရေးတာကျွန်တော်တငယ်ချင်းကိုနေဝင်းမြင့်ရိုးသားမှုနဲ့ရေးတာ तू မကျွမ်းကျင်တာ तू မရေးဘူး तू မခံစားရတာ तू မရေးဘူးရှင်းလာပါလိမ့်မယ်ကျွန်တော်ဆက်ပြောမယ်ရိုးသားမှုသိရေးကြီးတယ်ကွာဟုတ်ကဲ့ဘဘဆက်ပြောပါတယ်ဥပမာငါတစ်ခုပြောမယ်1952 53လောက်တုန်းကထိုချိန်ကနိုင်ငံတော်အစိုးရကပြည်တော်သာစီမံကိန်းဆိုတာလုပ်တယ်ကွာဟုတ်ကဲ့အဲ့ဒီပြည်တော်သာစီမံကိန်းအောင်မြင်ရေးအတွက်ဆိုပြီးတော့တချင်းရေးဆရာတွေတချင်းရေးခိုင်းတယ်ကွာရေးခဲ့တဲ့တချင်းတွေမှာငါတချင်းကိုရွေးလိုက်တယ်ကွာဟာကောင်းလိုက်တာဘဘရဲ့ငါတချင်းရွှေတစိမ့်ရတယ်ကွာဟာကောင်းလိုက်တာငါတချင်းဓာတ်ပြားသွင်းတယ်တပီလုံးမှာတခါတည်းသိမ်းသန်းပြတ်ပြီးတော့ထွက်သွားတယ်ငါလည်းတအားနာမည်ကြီးသွားတယ်ကောင်းလိုက်တာဘဘရဲ့အဲ့ဒီတချင်းကျွန်တော်နားမထောင်ဘူးလို့ပါရစေမပေါ့ကွာမောင်ကိုသူညီဂီတလို့လေစမ်းနေလို့စမ်းကွာဟောတင်းတင်းလှုပ်လိုက်ပြီးတော့အတော်မိနေဆိုအခုလေးဘေးကတော့ဒီလိုကွာပါဇက်ကချပြီးအသွေးအင်္ဂရီအသားအုံမြေပြည်တော်သာမဟုတ်ဦးစီတို့ခြိတက်ခါလှမ်းမြညပါစို့လေဘာညာဆိုလိုက်ဟောတင်းတင်းလှုပ်ပြီးတော့တခါထပ်ပြီးတော့အသွေးအင်္ဂရီအသားအုံမြေပြည်တော်သာမဟုတ်ဦးစီတို့ခြိတက်ခါလှမ်းမြညပါစို့လေတင်းဘာမှ80လေနေသားမောင်ကွာအသွေးအင်္ဂရီအသားဟာဟောလဲထွက်ငါမေ့သွားပြီကွာဟဲ့ရွှေတစိမ့်ရဆိုကျွန်တော်တပီလုံးသိမ့်နဲ့တန်းနဲ့ပြန့်ထွက်သွားတယ်ဆိုမောင်ကိုမင်းမှတ်မိသေးလားကွာသူညီဂီတလို့လေသူနဲ့ကျွန်တော်လည်းမေ့သွားပြီကိုလေးဒုက္ခပါပဲကွာမြမအတန်ဗိဒကတိုက်လှမ်းမိကြည့်သာထိမ့်သိမ့်ထားမှာပေါ့ပြီးတော့သာတချင်းကြီးပဲအမြတ်တနိုးထိမ့်သိမ့်ထားတယ်တစ်ချက်မှမရှိတော့အဲ့ဒါနဲ့ချီဦးညိုတဲ့ရလိုက်တဲ့တိလိုက်တဲ့ခင်မှီလိုက်တဲ့သူတို့ရအောင်မှာဆိုငါဖုန်းတွေဆက်ပြီးလက်လှမ်းမိတော့အကုန်ပြီးတယ်တယောက်မှမရတော့ဘူးကွာဟာဟုတ်လားဘောကဘယ်လိုဖြစ်တာလဲအေးဘယ်လိုဖြစ်တယ်ဆိုတာငါရှင်းပြမယ်မင်းဆက်နားထောင်အဲ့ဒီကာလတုန်းကမန္တလေးကတချင်းဆရာကြီးတယောက်ကတချင်းဆရာကလေးအိတ်ထဲထည့်ပြီးယူလာတယ်နှုတ်စီလည်းပါတယ်ငါတို့စီမှာညည်းပြတယ်ငါတို့ကကြည့်ဟာဆရာတချင်းကြီးကပြည်တော်သားစီမံကိန်းကိုရေးခိုင်းပါတယ်ဆိုမှဆရာဘာတွေလျှောက်ရေးလာတာတော့ဖြစ်မယ်မထင်ပါဘူးဆရာရဲ့ဘယ်နဲ့ကဘာညာပြောတော့ तू ကတချင်းဆရာကလေးပြန်ထည့်ပြီးကုတ်ချုံချုံနဲ့ပြန်သွားရှာတယ်အဲ့ဒီဆရာကြီးကဘာလို့လဲမင်းတို့သိပါတယ်ကွာတဲ့ပြောလိုက်ရင်1955ခုနှစ်မှာကွယ်လွန်သွားရှာတယ်ကွာသူ့အသက်အဲ့တော့49 48ပဲရှိသေးတယ်အုတ်ကားနောက်မှာခေါင်းဟာဆရာမျိုးမကြီးအဲ့တော့ဆရာမျိုးမကြီးရေးလာခဲ့တာဘာချင်းလိုက်ရင်အေးငါတို့ကအဲ့လိုပြောလိုက်လို့ तू
သူရေးလာပြီးတော့အိတ်ထဲပြန်ထည့်သွားတယ်အဲ့ဒီသချင်းလေးဟာအခုချိန်မှာတပြီလုံးပြန်သားပြီးတော့အခုထီအောင်ဂန္ဓဝင်ဖြစ်နေတယ်ကွာသူတည်သွားတာကြားလာပြီငါဘူလေးတင်အောင်86နှစ်တက်ရှိထင်ရှားငါသချင်းသေးတာကြားလာပြီဟောဆိုငါမယိုးသားလို့ကွာဟုတ်ကဲ့ငါကွာတဲ့ပြောပြရစီတော့အဲ့လိုပြန်ပြောတာကွာဘဘဘူလေးတင်အောင်ဘလောက်ယိုးသားလဲဆိုတာပြန်ပေါ်တယ်နော်အဲ့ဒါဆောင်းမလဲပြန်ရေးပါတယ်သူ့အပြစ်သူ confession အကုန်ပြန်လုပ်တာငါမယိုးသားခဲ့ဘူးကွာငါကရွှေစိတ်လိုချင်တယ်ငါပထမလိုချင်တယ်နာမည်ကြီးရင်တဲ့အတွက်အဲ့ဒီပြည်တော်သားစီမံကိန်းထဲမှာဘာတွေထည့်ရမလဲဆိုစာအုပ်တွေဖတ်ပြီးတော့အဲ့ဒီထက်ကစကလုံးတွေငါအတုံးလိုက်တိလိုက်အကုန်ပြုတ်ထည့်တာကွာရပြီပေါ့ကွာတဲ့ငါတဲ့ဒါမဲ့မောင်တဲ့ငါတို့အဲ့လိုပြောလိုက်လို့စာရွက်ကလေးသိမ့်ပြီးတော့1955မှာဆုံးပြီးတော့အဲ့ဒီသွားတဲ့ပုဂ္ဂိုလ်ရဲ့တခြင်းကအခုထီအောင်အသက်ရှင်နေတယ်လူသေးသွားပြီမဲ့ဘာဘသူတုံးဘာချင်းတုံးမြို့မှာညင်လေကွာမြို့မှာညင်ဘယ်တချင်းတုံးဘာနားထောင်ကြည့်ကြရအောင်မြို့မှာညင်ဘလောက်ချစ်စရာကောင်းလဲဘလောက်ညံကြီးသလဲအနုပညာဖန်တီးသူတယောက်နေတယ်ဘလောက်တာဝန်ကြီးသလဲ future prospect ဘလောက်ထိရှိသလဲဆိုတာမြို့မှာညင်တချင်းတွေကကျွန်တော်တို့ခန်းစားကြည့်ရအောင်ဘာချင်းပါလဲရှုမဆုံးတော့သည်စိမ့်လက်လက်နှစ်စင်လေဝင်းတွေကတမျောတခေါ်ဆူပြေလွင်ရိတ်သိမ့်ကြီးဆိုပြန်လျင်ဝိမဲ့ရွှေစိန်ဤလိုပင်စဘာအနှံတွေနဲ့အသီးတွေတမ်းများအောင်မြင်ပထမတပိုက်ပဲရှိသေးတယ်အတုံးလိုက်တက်လိုက်တခုမှမပါဘူးအင်မတန်လှလှပပဖွဲ့သွားတယ်ရှုမဆုံးတော့တဲ့စိမ့်လဲလဲလေခွင်းတွေညှို့ပြီးတော့အမလေးပန်နိုရာမာချစ်စရာကောင်းတယ်ကျွန်တော်တိုင်းပြီတမျောတခေါ်ရိတ်သိမ့်ကြီးဝိမဲ့ဟာရွှေရောင်အစိမ်းရောင်စဘာအနှံတွေနဲ့အသီးဒါကဘာပြောလဲကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့လူမျိုးလူဖွဲ့စည်းတစ်ခုရဲ့အရေးကြီးသောပဓာနအင်အားကြီးတစ်ခုပြောလိုက်တယ်။ဘာလဲလေသမားတနည်းအားဖြင့်ကျွန်တော်တို့စိုက်ပျိုးရေး agriculture cultivation ဒါကိုပြောတယ်။လေသမားအကြောင်းပြောတယ်အတုံးလိုက်တိလိုက်မပါဘူး။ဒီနေ့ခေတ်စားနေတဲ့စကားလုံးနဲ့ globalization စကားလုံးနဲ့ပြောမယ်ဆိုရင်ဒါဟာ first wave ပထမလှိုင်းကိုမြို့မှကြီးပြောသွားတယ်လူဖွဲ့စည်းရဲ့ပထမလှိုင်းဆက်ပြောတယ်မနဲ့ခင်းစိတ်ရွှင်လမ်းကြစီဆွဲငင်ဥဩသံတွဲ့နာပြောကြည်လင်လုပ်ငန်းကိုကိုစီဝင်စက်ယုံကြီးငယ်ရတွင်ကြီးရတခွင်းကအယောင်ဝယ်ဆုံးဆန်းသာစီပင်ဒုတိယပိုက်ကြဘာဆက်ပြောလဲစက်မှုလက်မှု industrialization trade ကိုပြောသွားတယ်တနည်းအားဖြင့် second wave လူဖွဲ့စီတဆင့်တက်ပြီမြို့မှကြီးပြီးတော့ဘာဆက်ပြောလဲလူချွန်လူကောင်းများတို့ပေါင်းစုအားတွင်ချွန်နဲ့ဆိုတာ sharp ဖြစ်တာ bright ဖြစ်တာ intelligent ဖြစ်တာ intellectual ဖြစ်တာချွန်နဲ့သူမှသာလင်ထိုးပေါက်နိုင်တာပေါ့အတုံးကြီးနဲ့ဖောက်ဘယ်တော့မှမပေါက်ရှင်းရှင်းလေးအဲ့တော့အဲ့ဒီပညာနဲ့ဆိုင်တဲ့သူကိုဆရာမျိုးမင်းကြီးကလူချုံလို့နာမည်ပေးလိုက်တယ်ဒီဘက်ကျတော့လူကောင်းဘာလဲအကျင့်သီလကောင်းတာကိုကျင့်တရားကောင်းတာခံယူချက်ကောင်းတာသူများကိုကူညီခြင်းတာအနစ်နာခံတတ်တဲ့စိတ်အကောင်းမြင်တဲ့စိတ်ဖွင့်ထားသောစိတ်နော်ခုနကိုယ့်အတွက်အခွင့်အရေးမယူတဲ့စိတ်အဲ့ဒါလူကောင်းအဲ့ဒီခြုံချင်းနဲ့ကောင်းချင်းဒါကိုပါဠိလိုပြောမယ်ဆိုရင်ခြုံတဲ့ဆိုတာဝိဇ္ဇာကောင်းချင်းဆိုတာစရဏဝိဇ္ဇာစရဏသမ္မာနောမြတ်စွာဘုရားကုံတော်တတ္တယကုံတော်ပါတယ်မြို့မှကြီးထိရနေယူပြီးတော့လူခြုံလူကောင်းတွဲလိုက်တာလူခြုံလူကောင်းများတို့ပေါင်းစုအားတွင်လူခြုံလူကောင်းတယောက်တည်းမလို့ချင်ပါဘူးတဲ့ပေါင်းစုအားမြို့မှမိတ်ဆွေတွေကိုကြည်ညိုစွာမြင်လိုက်ခြင်းဆိုတဲ့ကွာမမြင်ရသေးဘူးဆိုတာသိတာတယ်ဒီမှာကြည်ညိုစွာမြင်လိုက်ခြင်းဗမာသားကောင်းများကိုအဆိုအတိအမှုနဲ့ပင်ယုတိခင်မင်းအားတဲ့အလေးပြုလျက်ပဲစဉ်နောက်တစ်ပိုက်ဆက်လာတယ်တိုင်းပြည်ရဲ့အရေးကြီးတဲ့ကဏ္ဍတွေမြို့မှကြီးလှလှပပပြောပြနေတယ်နော်ကစားခုံလွှားစွာအားပဲတွင်ဟာဒီနေ့လိုဘောလုံးမွေးတွေခေတ်စားနိုင်မြတ်မြို့မှကြီးသိရင်လောင်းကြီးတောင်ထည့်ရေးမလားမသိနော်ကစားခုံလွှားစွာအားပဲတွင်စံရင်ရင်မောင်းတန်းလိုက်လို့ရှင်ခင်မီကဘာကြည့်မြင်တန်မြန်ယောက်ျားပါလားဗျကြည်သာဒီကလုံးဟာစကလုံးဟာပေါ့သေးသေးမဟုတ်ပါဘူး1992ခုနှစ်ကြာမှကျွန်တော်တို့စာအုပ်ထဲဖားတာကျွန်တော်တက်ကလေးလွယ်ကောင်းလွယ်ပါလိမ့်မယ်ဘူထရိုစ်ဂါလီကငတိကြီးကနော်အဲ့အကျိုးမှုကြီးက GLOBE globe GLOBALIZATL globalization ဆိုပြီးတော့လုံခြုံရေးကောင်စီမှာပြောချလိုက်တာအဲ့ဒီအစတွင်ကျဲသွားတယ်မြို့မှကြီး1955ခုနှစ်တည်းပြောတယ်မြန်မာလိုပြောတယ်ကဘာကြည့်မြင်စလိုက်တာဒါမြို့မှကြီးရဲ့ globalization ပဲကျွန်တော်ရောင်းတဲ့ထဲမှာလည်းအဲ့နာမည်နဲ့စာအုပ်ပါလာတယ်နော်ကြည့်ပါဒါကြော်ညာပြောင်းဝင်တာပါနော်ယူသားတာကောင်းပါတယ်နော်
အဲ့တော့ဘာဘုံလေးတောင်ပြောလို့ကျွန်တော်ဆက်ပြီးတစ်ပိုက်ချင်းဆိုးပြီးတော့ကျွန်တော်ခန်းစားကြည့်တယ်ဟုတ်ပြီခင်မိကဘာကြီးကြည်မြင်တန်မြန်တယောက်ဆိုပါဝင်တယောက်ဆိုဒါပဲမပြီးသေးဘူးညာဆက်ပြီးတော့မြို့မကြီးသူ့အမိတိုင်းပြည်ရဲ့ရှေ့ရေးကိုကြိုမြင်လိုက်တာလျှက်စင်အားအတုံးများတဲ့ပြင်ဟာကွတီနော်ပြီးတော့နော်မြို့မကြီးဟာတကယ်ကိုဉာဏ်ပညာကြီးပြီးတော့ခင်မိတဲ့သူပါအဲ့ဒီလျှက်စင်အားကိုမင်းတို့ TV ကြည့်တာစလောင်းကြည့်တာ game ဆော်တာကိုရီးယားကားကြည့်တာအဲ့ဒါတွေနဲ့ပဲသုံးနေကြတယ်ဘာလို့မလဲလျှက်စင်အားသုံးများတဲ့ပြင်တွေ့နှွင်ကျဲကျဲထဲအောင်မြေတခွင်တစ်ပင်တွေမြေရင်းဓာတ်တွေပေါ်ယူနိုင်စွမ်းတက်ကြွခြင်း electricity electronic ဆိုတဲ့နည်းပညာဘာညာဒါဟာကုန်ထုတ်လုပ်ငန်းမှာအဓိကထားသုံးရမှာဒီ luxurious type တွေမှသုံးဖို့မဟုတ်ဘူးဆိုမြို့မှာငိမ့်ထပ်ပြီးတော့ပြောခဲ့တယ်ခင်နော်တစ်ပင်တွေမြေရင်းဓာတ်တွေပေါ်ယူနိုင်စွမ်းတက်ကြွခြင်းပြီးတော့ဗာဆက်လာလဲကဘာမီပထဝီဝင်ကဘာသမိုင်းရာဇဝင်သုံးသက်လေလာလျင်ဟာသမိုင်းပါတယ်ဗျာပထဝီပါတယ်ဗျာသမိုင်းသိရမယ်ဘာကြောင့်လဲတခါကဒေါက်တာတန်းထွန်းကိုစာရေးဆရာကြီးတယောက်ကမေးဘူးတယ်ဆရာကြီးသမိုင်းဘာကြောင့်သင်လဲခင်ဗျဆရာကြီးကပြန်ဖြေလိုက်တယ်လေးလုံးမဲ့မအောင်လို့ဒါပဲသမိုင်းမသိရင်မယ်သမိုင်းကိုအလွယ်လွယ်ချော်ချော်သိရင်ယူမယ် historical knowledge နော်ကဘာမီပထဝီဝဲနော်နောက်ဆိုရင်နောက်နေ့ဆိုရင်ကျွန်တော်အကြံပေးမယ်အမျိုးသားတွေကစာရေးဆရာဆိုင်ခန်းလိုက်အမျိုးသမီးတွေကစာရေးဆရာမှာစိုးမြတ်သူစားသူတို့လည်းဝတ္ထုတွေရေးထားတာလေသူတို့လာရင်သူတို့ကစာပေတွေကိုအပီဟောလိမ့်မယ်ကျွန်တော်တို့လာလို့အခုတချင်းတွေဆိုပြတယ်ဒါကတော့ကျွန်တော်တောင်းမယူကဘာမြေပထဝီဝင်ကဘာသမိုင်းရာဆိုရင်သုံးသပ်လေ့လာလျင်အကြံဉာဏ်ဝေဖန်မျော်လွတ်မြင်ငါတို့ပြည်တော်စုတွင်နောက်တစ်ပိုက်မြို့မကြီးဆက်ပြောပြီးအားကစားပါတယ်ဗျာလျှက်စိတ်ကိစ္စပါတယ်ဗျာစက်မှုလက်မှုလေယာတွေပါပြီးတဲ့နောက်မှာမြို့မကြီးပါဆက်ပြောလဲဆရာတော်ပညာတွေကိုသင်ကြည်စားတိုင်းပြည်မှာကျမ်းမာရေးကဏ္ဍဆက်ပြောပြန်ပြီခေရောရှေမီသမားတော်များပင်MBBS FRC ဒူတွေမဟုတ်ပါဘူးတဲ့နော်သွေးလွန်တုတ်ကွေးနဲ့ဟိုကနေမှားပြီးတော့ဆေးရုံကြီးအဲ့လိုလိုဒါမျိုးလည်းမဟုတ်ပါဘူးနော်မြို့မကြီးပြောတာဆရာဝန်ပညာတွေကိုသင်ခေရောရှေမီသမားတော်များပင်ဘာလို့ရမလဲလူတုကိုကိုနဲ့ထတ်တူချစ်ခင်ရင်ဝဲတာညွန်ကြားတန်ထွားကြမ်းမာခန့်ခိုင်အာအင်ပညာလည်းပြရမယ်ကုလည်းကုရမယ်ဆေးဘူးတူတာလည်းပါမယ်ကာဝယ်လည်းကာဝယ်ရတန်ထွားကြမ်းမာခန့်ခိုင်အာအင်ပြီးတော့ဘာလာလဲလာပြီဒီနေ့ကျွန်တော်တို့တကဘာလုံးပြောနေတဲ့ knowledge society age of wisdom မြို့မှာကြီးသူ့ချင်းထဲမှာထည့်ပြောခဲ့တယ်ကလေးလေးတွေပညာရရှိဖို့တော့ဖတ်မိပုံသွင်းအာစရိတွေပဲလှလိုက်တာဗျာပြီးတော့ကလေးလေးလို့ပြောထားတယ်ပို့ပြီးချစ်စရာကောင်းပါတယ်အဲ့ဒီကလေးလေးတွေပညာရရှိဖို့တော့ဖတ်မိပုံသွင်းအာစရိတွေပဲရန်ကုန်မှာတချို့ကဖြတ်ဆိုတယ်အာစရိကျူးရှင်နော်ဒါလည်းမဆိုးပါဘူးလိုအပ်ပါတယ်နော်လူကျွန်းလူကောင်းလေးတွေဖြစ်အောင်မြေတောင်မြောက်ခါမြင့်တယ်ကျွန်တော်ညီမလေးမကျူးပြောသွားတယ်နော်အနာဂတ်ကိုမျိုးဆက်တစ်တိုင်းမှာတာဝန်ရှိတယ်ပုံမလှပသောအနာဂတ်ကိုဖန်တီးနိုင်မှုအတွက်မြို့မကြီးအဲ့ဒါပြောသွားတယ်မြို့မကြီးနဲ့ဂျူးနဲ့သူတို့နော်မိဖို့တော့တော်မဲ့သဘောရှိတယ်ဒါပေမဲ့ generation ကာလမျိုးဆက်ဘလောက်ပဲကွာဟာဒီသဘောတရားမှန်းနေတော့ပို့ပြီးတော့မှန်လာလိမ့်မြို့မကြီးဆက်ပြောတယ်ဗါတယ်လေကမ္ဘာရေချောင်းသင်္ဘောမောင်းနေဟာကြည့်ပါအောင်ဗျာမြို့မှာငင်းရှိတော့ကသင်္ဘောသားခင်မစားသေးဘူးဒါပေမဲ့သူကြိုပြောသွားတယ်ကမ္ဘာရေချောင်းသင်္ဘောမောင်းနေရေပြင်းဝေဟင်းနှက်ဆက်ဆုံလင်းတို့လူကျွန်းလူကောင်းတစုတွင်ပါဝင်တယောက်ဆိုတအားဘင်းအဲ့ဒါမှတိုင်းပြုတကယ်အနုပညာกว่าဘာကြောင့်လဲမြို့မှာငင်းကရွှေစိတ်လိုချင်လို့လည်းမဟုတ်ဘူးသူ့ဘာသူစိတ်ထွက်လာတဲ့စေရလန်းနဲ့ရေးတာกว่าရိုးသားလို့ရိုးသားတဲ့ခါကျတော့နှစ်ပေါင်းများစွာခံပြီးတော့ဒီနေ့ထိတိုင်းပြည်လူမျိုးတွေအလုပ်ကျွေးပြုတဲ့အနုပညာဖြစ်နေတယ်ငါပြည်တော်သားကြီးကသွားပြီကိုလေးပြောဘာရဲ့ကောင်းလိုက်တာကျေးဇူးတင်လိုက်တာအဲ့ဘာကပြောတဲ့ဟာလေးကိုဆောင်းမရေးပါလားရုပ်ရှင်တေးပါတယ်သူပြန်ရေးပါတယ်နော်သူကိုယ်တိုင်မြို့မှန်ချင်းကိုပြန်တွေ့တယ်အဲ့မသေးခင်တွေ့တဲ့ခါမှာဆရာကိုကျွန်တော်စော်ကားမိပါတယ်တကယ်တော့ဆရာတချင်းသားလေးကောင်းပါတယ်လို့သူကိုခံခဲ့ပါတယ်အဲ့တော့ဘဝဘူလေးတင်အောင်စီခွင့်တောင်းပြီးတော့အလင်းသင့်တဲ့ဟောပြောပွဲတွေမှာကျွန်တော်ဒါလေးထည့်ဟောပြရစီ
ဆိုတော့ဘောကဘူးလို့ဟောပေါ့ကွာတဲ့ငါဟာလေးလေးယူသုံးပါတဲ့ငါလည်းအချိုးချလေးတော့ပြန်ကြော့ပေါ့ကွာခုနကကျွန်တော်ညီတော်မောင်ဆရာနေဝင်းမြင့်ကျေးဇူးတင်တယ်အခုရောက်လာတဲ့သုံးယောက်ထဲမှာကျွန်တော်အသက်ကြီးဆုံးပါကျူးတယ်ကျွန်တော်2 နှစ်ကြီးပါတယ်နောက်ထပ်တာရကထုဆောင်မြစေအလွန်စိတ်ဝင်စားစရာကောင်းပြီးတော့အလွန်ချစ်စရာကောင်းပြီးတော့ရတ္တတွေစုံလို့ပါတခုကျွန်တော်အရင်ပြောပြဂျပန်ခေတ်စာအုပ်ထဲဖတ်ရမန္တလေးဂျပန်ဘုံကျဲမန္တလေးမြို့သူမြို့သားတွေမနေရတော့စကိုင်းတောင်ကိုပြေးကြတယ်ဘုံရှောင်စကိုင်းကြောင်စကိုင်းဆိုတာဟာကျွန်တော်တို့ဟောဒီမှာကျွန်တော်တို့ရဲ့ဆရာမကြီးစာရေးဆရာမကြီးဒေါခင်ဆွေဦးမမဦးရောက်နေပါတယ်ခင်ဗျာမမကြီးကျေးဇူးပြုပြီးတော့မယုသေးမတက်ရပေးပါခင်ဗျဆရာမကြီးစာရေးဆရာမကြီးဒေါခင်ဆွေဦးပါခင်ဗျဆရာမကြီးကဒီမှာသူ့သမီးမပလဲနဲ့သူ့သမီးရဲ့ချစ်သူနော်ဟိုဒေါက်တာမောင်မောင်စောတို့မိသားစုဒီမှာရှိပါတယ်အဲ့ဒါဆရာမကြီးဒီမှာရောက်နေတာဆရာမဟုတ်9 လလောက်ရှိပြီဟလားဘယ်လောက်ကြာလို့2 လလောက်ရှိပြီဟုတ်ကဲ့ခင်ဗျဟလားအဲ့အသားလေးဒိုင်ရှိုးနာခင်ဗျအခုကျွန်တော်ဖော်ကောင်လုပ်လိုက်ပါပြီနော်ဆရာမကြီးဒေါခင်ဆွေဦးရဲ့ဇာတိဒေတာစကိုင်းအဲ့ဒီစကိုင်းကိုအလုံးသိပါတယ်နော်ဆရာကြီးမဟာဆွေရဲ့သမီးဆရာမကြီးဒေါခင်ဆွေဦးအလွန်ပြောင်မြောက်သောဝန်တာနုရခိတတရားများအမျိုးသမီးများရဲ့အာမများနှိုးဆော်ပေးတဲ့လှုပ်ဆော်ပေးတဲ့အမှုပညာမြောက်သောဝတ္ထုများကိုရေးထားတဲ့ဆရာမကြီးဖြစ်ပါတယ်။နောက်မှထမင်းစားဖိတ်မယ်လို့ပြောပါတယ်။အဲ့လိုနဲ့စကိုင်းတောင်ကိုပြေးလာရင်းနဲ့စကိုင်းကိုပြေးလိုက်ထဲမှာစစ်ပြေးတွေမန္တလေးကစစ်ပြေးတွေမှာဘယ်သူပါလဲဆိုတော့မန္တလေးကတချင်းရဲ့ဆရာတင်းဆိုလူတယောက်ပါတယ်။ तू ကသူ့နှမတွေစကိုင်းကိုပြေးတယ်ဆိုတာသတင်းကြားလို့လားရှာအဲ့လိုနဲ့သူစကိုင်းရောက်လာတညနေသားညနေဘက်ရေချိုးစိတ်သူဆင်းလာတယ်စွတ်ကြဲလေးနဲ့တပည့်ပိုင်းလေးရေချိုးမယ် sorry စကိုင်းညနေလေးတော့တိတ်လှဒိုင်ပင်ထိုးတဲ့သူနဲ့ဟိုလျှော်တဲ့သူနဲ့ရေချိုးနေရေကူးဟာကလေးတွေရောမိန်းကလေးတွေရောကာလာသားတွေရောတာယာလှပါတယ်အဲ့ဒီစကိုင်းညနေခင်းလေးကြည်ပြီးတော့ဆရာတင်ကစိတ်ကူးလေးရင်အနုပညာတချင်းဆရာခံစားနေချိန်မှာသူ့စိတ်ကူးရင်ခံစားမှုရုပ်တရက်ချက်ချင်းပြိုပြက်သွားတယ်သူတွေမဟုတ်တလောကလုံးပြက်သွားတယ်ဘာကြောင့်လဲဟောနဲ့မြစ်အောက်ဒေသနေအကြီးဒေသနေပြီးတော့ဘုံကျဲလေမြန်ကြီးတွေမြစ်ကြောင်းတိုင်းတက်လာပြီးတော့ဆက်တနတ်တွေပြဘုံတွေကျဲချကဲပါယူပါတစားသွေးတန်ရေအတုံးလိုက်တက်လိုက်ပေါ့ဗျာနော်ကျွန်တော်တကယ်ရင်ကြပြဆရာတယောက်ကတော့နှစ်ကြောင်းကြပြဖွဲ့ထားတာရှိတယ်သိကောင်းတာဒုံတက်တဲ့တုံလုံးပက်လက်ကြပြကောင်းစဉ်ကစစ်တယ်ပြီးရောနော်3 ကြောင်းကြပြပဲကြောက်ပါတယ်2 ကြောင်းကြပြဒါမိတယ်ဗျာဆိုအကုန်ပါတာနော်အဲ့လိုပေါ့ဗျာဒုံလုံးတက်တဲ့ဒုံလုံးပက်လက်ဖြစ်ရတဲ့ဟာကဘာပြက်ပြီးအိဋ္ဌာအောင်ဖြစ်ပြီးခုနကဆရာတင်လဲတချင်းနဲ့ဆရာတင်လဲဒီရှိမှာတခါတည်းပြေးမိပြေးရတန်းပြေးတာတောင်တော်ဖြတ်ပြီးတော့ကြောက်ချက်ကြပြကြီးထဲမှာတင်းဝင်ပုံကြောက်ပြီးတော့ဟာအဲ့မှာရန်ငွေတွေရောရန်မုံတွေရောဖုံတွေဘာမြင်ရတော့ဗျာအဲ့လိုသူ့လိုပဲသူကြောက်နေတဲ့ချိန်မှာဒုံလုံးဖြစ်နေနောက်တစ်ယောက်ကလည်းအဲ့ထဲစွတ်ပြီးပြေးဝင်လာသူ့ကိုတိုက်မိဟာကြောက်နဲ့သူဖက်တာဟိုလည်းဖက်တာဟာကြောက်တယ်တယောက်နောက်ကြအိုးဆွဲတန်ကြားခုနကဖုံမှုန့်နေရန်ငွေတွေအမှောင်တွေလွင့်သွားတော့မှကြည့်လိုက်တော့မှလာသူဖက်ထားတာကအလွန်ချောမောလှပတဲ့ကောင်မလေးတယောက်လာပြီဇလန်ကောင်မလေးကလည်းသူကြောက်နဲ့ဖက်လိုက်တာယောက်ျားကြီးတယောက်ပါလားသူ့ကိုလည်းပြန်ဖက်ထားတာတင်းတင်းကြပ်ကြပ်ဖက်ထားတာနော်ယောက်ျားကြီးတယောက်အဲ့ဒါလည်းသိလိုက်ဟာကောင်မလေးကစဉ်းစားကြည့်ပါဗျာနော်ဘယ်လိုဖြစ်သွားမလဲမင်းကလေးလားဆိုရင်အားနာတယ်ကြောက်တယ်တအားရှက်သွားတယ်ဒါပေမဲ့နည်းနည်းလေးငွေ့လေးကျေးဇူးတင်တယ်ဘာလို့ဆိုဖက်ထားတော့နည်းနည်းအကြောက်ပြီနော်အဲကြောက်ပြီဆိုနီးရကောက်ဖက်တော့ရနော်စိုးတော့ဘာမှမသိဘူးပေါ့ဗျာအခုမှတအားရှက်သွားပြီးတော့ဟင်းဆိုပြီးတော့ခြာနဲ့လှည့်ပြီးထွက်ပြေးသွားတယ်တချင်းဆရာကြီးကဒီတိုင်းကြီးကြံခဲ့တာပေါ့နော်ဘယ်သူမှလည်းမသိဘူးလှလိုက်တာကြည့်သွားတဲ့မျက်လုံးလေးဝင့်ပြီးတော့တစ်ချက်ဝင့်ပြီးကြည့်လိုက်တဲ့မျက်လုံးလေးထဲမှာလဲခုနပြောတဲ့ရှက်ချင်းကြောက်ချင်းအာနာချင်းကျေးဇူးတင်ခြင်းဆိုတာအကုန်ရောပြန်ပွာသွားတဲ့အဲ့ဒီရတ္တတွေအကုန်လုံးပါတယ်မျက်လုံးလေးနဲ့ဟာတချင်းရတဲ့ဆရာတင်သူနာမည်ကနောက်2 ရက် 3 ရက်နှမတွေရှာရင်းနဲ့စကိုင်းမှာနေမဲ့ဆရာတင်3 လကြာသွားတယ်ကောင်မလေးကိုလိုက်ရှာနာမည်လည်းမမေးလိုက်ရဘူးမှလည်းမသိ
ဘယ်ကြောင့်မှနေမှလည်းမသိဟာနောက်ဆုံးမတွေ့တဲ့ခါကျတော့ဆရာတင်မန္တလေးပြန်လာတယ်ဘာဘုံဆက်တနတ်ဒံဘာမှမရှိဘူးဒါပေမဲ့အဲ့ဒါတဲ့ပူကြီးကျယ်တဲ့ဒံရရပြီးတော့သူမန္တလေးပြန်လာမရဘူးဒီဒံအောင်သူဖောက်ခွဲလိုက်အချစ်တချင်းတပုတ်ရေးလိုက်သူ့တပည့်တိုင်ပင်ပြီးတော့နော်အဲ့အချင်းကိုစရင်သူကိုယ်တိုင်ဆိုတယ်သူကိုယ်တိုင်ဆိုပြီးတဲ့နောက်မှာဂီတလူလေရွှေမန်းတင်မောင်ဆိုတယ်ကျွန်တော်စာထဲပါတယ်ရွှေမန်းတင်မောင်အတန်နဲ့ဘယ်လိုမှမလိုက်ဖက်တဲ့ခါကျဂီတလူလေမောင်ကိုဆိုတယ်နောက်ကိုရင်းဦးလည်းဆိုတယ်အခုကျွန်တော်ဆိုမယ်ဆိုရင်လို့အကွက်ဆိုင်လာလို့တချင်းနဲ့တာရကဆောင်းတာပါဗျာနော်မဆိုင်အောင်လည်းလုပ်နေတာတချင်းလေးကရိုးလိုက်တာဗျာအချစ်တချင်းလေးပါဂရုဏာရတ္တနဲ့သင်္ကာရရတ္တကိုပေးတာပါအုံဘုံကြီးကဲချစ်တာတော့အုံဘုံကြီးစွဲမိပါပေါ့ခင်ရဲ့ချစ်လို့ပင်ပဲမဝနိုင်တော့တယ်အော်မပြောဘဲနဲ့ကြားကြနေတယ်မျက်စီထဲမှာဝဲလဲမကြည့်ပဲနဲ့အစင်းမြင်အောင်နေမိတဲ့ကြည်သမ်းမအောင်ဘယ်တော့ရိုးတာမပြောဘဲနဲ့ကြားနေမကြည့်ပဲနဲ့မြင်နေတယ်ဒီယောဂမသိဘူး hallucination နော် illusion မကြည့်ပဲနဲ့အစင်းမြင်အောင်နေမိတဲ့ဆက်ပြောတယ်အုံမုန်းချစ်တရက်လောက်ချစ်ရတာရဲ့သူ့အချစ်ကိုသူအသားယူတာလေအုံမုန်းချစ်တရက်လောက်ချစ်ရတာရဲ့လင်မယားချစ်တက်တက်လိုက်လို့မမီပါနဲ့အမေအတိတ်တရားဟုတ်ဒီအလင်းကသူ့ချစ်သူတစ်ခါတည်းဖွဲ့တာသူ့ရဲ့အုံမုန်းချစ်တရားလင်မယားချစ်တက်တက်လိုက်လို့မမီပါနဲ့တကယ်မမီပါနဲ့စဉ်းစားလေးချစ်လေးပါပဲခင်ရဲ့ရေမြေတော်တောင်သမုဒ္ဒရာခြားစေကွယ်ရေမြေတော်တောင်သမုဒ္ဒရာခြားစမ်းပါစီမဆမ်းပါဘူးအဆမ်းမဟုတ်ပါချစ်တာမှန်ရင်တကယ်ရေမြေတော်တောင်နဲ့မကအနန္တစัจ java လာကွာပါစေခင်ရဲ့စัจ java လာတော့ universe တောင်ဒီလောက်ရှိမှ तू က infinity အနန္တစัจ java လာကွာစားပါစေရေးမကြည့်ပါဘူးတဲ့အနန္တစัจ java လာကွာပါစေခင်ရဲ့အဲ့ဒီအကွာကိုလေ तू ကတအိပ်ရတယ်လို့ပင်ခင်ရဲ့မဝေးဘူးထင်ပါတယ်ဟာဆွဲစီတာပြီးတော့မှညစ်ပတ်တယ်မထင်ပါနဲ့ဂမ္မဒေါသတင့်တယ်မထင်ပါနဲ့တဲ့အင်မတန်ဖြူစင်တဲ့ platonic love ပါဆရာတင်ကသူ့ချစ်သူတင်စားထားတာဘယ်လိုတင်စားထားလဲခင်ပြူနမရဲ့ပင်ကိုလှကျွဲရွှေရုပ်ကလေးနဲ့ကြိတ်မျိုးမရတဲ့ရွှေရင်မလေးလှပါတယ်မောက်အသေးတောင်နဲ့ဝဲအချစ်ညောင်လေးတွဲသူ့တို့ပဲမောင်ချစ်ဖူးကမောင်ဖူးကဆရာစင်းရလည်းပဲနဲ့သူများတွေအချစ်မြားတို့အချစ်စိတ်ဟာအချစ်ဆူးဆရာပဲနဲ့အချစ်ညောက်နော်မင်းဘာသိလို့လဲကွာမောင်ဖူးပါတယ်မင်းစူးစူးတဲ့မြင်ရတယ်နှုတ်လိုက်ရတယ်မြားဝင်ဆိုင်တယ်နှုတ်လိုက်စိတ်ရတယ်မင်းညှောက်ဝင်ကြည့်တာနဲ့မင်းလက်သင်းကြားထဲမှာမင်းညှောက်လေးဝင်ကြည့်တာနဲ့မြင်နေရတယ်ကွာတဲ့ထုတ်လို့လည်းမရဘူးတဲ့ထုတ်လေမြုပ်လေထုတ်လေမြုပ်လေနောက်ဆုံးကျတော့အငုတ်ကလေးကြံထိတ်ကျတော့ဒါလေးပဲဒီလိုလှုပ်ပြီးတော့အောင်းတောင်းတောင်းနာတာမြက်တဲ့တန်ရောစင်ဖြည့်လို့ဒါလေးပဲမင်းအဲ့ဒါကမင်းတို့ရိုးရိုးဆူတဲ့ညောင်းကွာတယ်ငါဟာနှလုံးသားတောင်းနေဆူတဲ့အချင်းညောင်းမင်းစဉ်းစားကြည့်တာအဲ့ဒါကိုသူရေးတာမောင်သေးတောင်နဲ့ဝဲချင်းညောင်လေးတွေတူပြောရောဘဲခါစပါယသနာကိုကောင်းတယ်နော်အဖြစ်လည်းမရှိပဲနဲ့ညစဉ်အိယဝေမှာလေးဆူတောင်းပါတယ်မပြက်ခဲ့ပါဘူးဩဘုရားမှာဆူတောင်းတယ်တဲ့ဘာလဲနိဗ္ဗာန်မဲ့ဖို့ရက်တူတူတလုံးမှပါပါဘူးနော်ညစဉ်အိယဝေမှာလေးဆူတောင်းပါတယ်မပြက်ခဲ့ပါဘူးဝင်းဝင်းဆက်ဆက်ကလေးအနာမှာထိုင်ကအလှကာကြည်နေခြင်းတော့တယ်ထိုင်ခိုင်းပြီးအလှကြည့်မယ်ဒါပဲဘလောက်သိမ်မှုတဲ့အချစ်လဲ platonic love နန်ဆန်တဲ့အချစ်အလှကာကြည်နေခြင်းတော့တယ်ဘယ်အထိကိုချစ်တာမပြောတတ်နိုင်တယ်သူချတော့မပြောတတ်တော့ဘူးအော်မပြောတတ်နိုင်ပါတယ်နောက်ဆုံးကျတော့အင်မတန်ရိုးတဲ့ဥပမာဇီးဖြူဖန်းကားဆိုငုံရွေများတောင်းထားလိုက်ချင်ပါတယ်စာရေးဆရာနေဝင်းမြင့်ဆိုတော့ဒီညမှာစာသားပြင်ရဇီးဖြူဖန်းကားဆိုကျွမ်းမြည်အောင်ကြိုက်ဝါပလိုက်ချင်မလုပ်ပါဘူးကျွန်တော်ညီတော်မောင်နော်အချင်းစိမ်မတော့မသိဘူးသူနော်အဲ့ဒီလိုအချစ်တချင်းကိုရေးခဲ့တဲ့ဆရာတင်ကောင်းပြီဂျပန်ခေတ်ကဘလောက်နှွဲ့တယ်လဲနော်အချစ်ကိုသူများတွေလို့မဟုတ်ဘူးအချစ်ကိုညှောင်းနေသူကဥပမာပေးတယ်နော်အဲ့ဒီလောက်အောင်နှွဲ့တဲ့တွေ့တဲ့သင်္ကာရရတ္တကရုဏာရတ္တအသေးစိတ်အလင်္ကာတွေနဲ့ရေးဖွဲ့နိုင်တဲ့ဆရာတင်ဟာတစ်ချိန်လုံးအခါမှာတိုင်းပြည်အတွက်တကယ်လိုအပ်လာတဲ့အခါကျတော့ဝီရယတ္တဆိုတဲ့နော်ရဲရင်ချင်းအံပုဒ္ဒယတ္တအော်စရာကောင်းခြင်း
ဆိုတဲ့အဲ့လိုယတ္တာတွေပါတဲ့အားတွေရှိတဲ့တခြင်းတစ်ပုဒ်သူထပ်ရေးပါတယ်ဘယ်လိုလုပ်ရေးပြလဲဆိုတော့1929-30 ဝန်းကျင်လောက်ကျွန်တော်တို့စာရဲဖတ်ရပါတယ်ဆရာတိုက်စုရဲ့ဆောင်းပါးထဲမှာပါပါတယ်အဲ့ဒီမှာမောင်ပတ်တောင်းဆိုတဲ့ရန်ကုန်မှာရောက်နေတဲ့တက္ကသိုလ်ကျောင်းသားတယောက်ရှိတယ်စာအင်မတန်တော်တယ်မစ္စတာဖာနီဝယ်တို့ဘာလို့ထောင်ထားတဲ့ကျွန်တော်တို့အဲ့မှာဘာမာ book club ဘာသာပြန်ပြိုင်ပွဲလုပ်တာ9ခါပြိုင်ပွဲ4ခါသူစုရတယ်တော်တာအင်္ဂလိပ်စာပြိုင်ပွဲနောက်ဆုံးကြတော့မောင်မင်းကြီးသားဆက်မပြိုင်ပါနဲ့တော့မင်းမယ်ရအောင်မှာကြံတဲ့လူတွေပြိုင်မဲ့လူမရှိဖြစ်သွားလိမ့်မယ်အက်ဒီတာလို့ဆိုပြီးအက်ဒီတာခန့်အဲ့ဒီကဏ္ဍလောကမဂ္ဂဇင်းအက်ဒီတာလုပ်ရင်းနဲ့မောင်ပတ်တောင်းကမျက်စိတွေပိုပွင့်လာပြီးတော့ထိုချိန်မှာနိုင်ငံရေးအဟွန်နဲ့တက်လာပြီနေချက်ဆန့်ကျင်အမျိုးသားလွတ်မြောက်ရေးဒါတွေကတက္ကသိုလ်ကျောင်းသားလေးမောင်ပတ်တောင်းစီရောက်လာတဲ့ခါမှာကြည့်လိုက်တဲ့ခါမှာမောင်ပတ်တော့ဟာတွေ့လိုက်ပြီဘယ်နဲ့မျက်နှာဖြူတွေအင်္ဂလိပ်တွေကိုလိုနီနယ်ချက်တွေငါတို့တခင်ဆိုပြီးတော့ငါတို့ကကျွန်းဆိုပြီးငါတို့ကဖျားထူးကြတယ်ကြည်စမ်းမအောင်မှားနေတယ်သူတို့ကိုသူတို့တခင်ငါတို့ကကျွန်းဟာမဟုတ်ဘူးဒါပြောမှန်ဖြစ်နေတယ်သူတို့ကငါတို့ကိုလာအုပ်ချုပ်တယ်သူတို့အုပ်ချုပ်နိုင်မှုအတွက်သူတို့လမ်းကားတွေငါတို့စီကနေအခွန်တွေယူထားတာအဲ့တော့ပတ်စံပေးတဲ့ကောင်ကတခင်ယူတဲ့ကောင်ကကျွန်းဟောမတော့အဲ့လိုလုပ်ပြီးတော့တလျှောက်လုံးသခင်ဟာလားသခင်ကျွန်တော်မျိုးဖြစ်နေတဲ့ဟာကိုမောင်ပါသုံးချက်ချင်းပြောင်းပြီးတော့သူ့ကိုယ်သူသခင်ပတ်တောင်းနာမည်မှတ်ပလိုက်တယ်။နောက်သူနဲ့နိဆက်တဲ့အဲ့ချင်းတော့တက္ကသိုလ်ကျောင်းသားများဖြစ်ကြတဲ့ထိုချင်းကကိုအောင်ဆန်းသခင်အောင်ဆန်းဖြစ်တယ်။ကိုနုသခင်နုဖြစ်တယ်။ဟာလားခုနကကိုလှမောသခင်လှမောဖြစ်တယ်။ကိုသိန်းထွန်းသခင်သိန်းထွန်းဖြစ်တယ်။စသည်အပြင်သခင်တက္ကသိုလ်ကျောင်းသား20ဝန်းကျင်လေးတွေပေါင်းပြီးတော့ကဲသခင်မတွေလည်းဖြစ်ကုန်ကြပြီ။သခင်မရုပ်တဲ့လူကြီးတွေကဘာမှမသိတွေ့လိုက်ပြီဆိုရင်တခင်ပြောလိုက်ဒုဗမာဟာဘာပါလဲကိုလည်းမခေါ်ဦးလည်းမခေါ်နော်ရေးတော်ဘုံအောင်ရမည်ဟာဘာရေးတော်ဘုံလို့နော်နောက်ကြတော့တခင်ဒီစုပေါင်းဖွဲ့စည်းလိုက်တဲ့ဒုဗမာအစည်းအဝေးကအားကောင်းလာတယ်တက္ကသိုလ်မှာအပြင်ကိုတရားပွဲတွေပါလိုက်ရတယ်အဲ့ဒီတရားပွဲလိုက်တဲ့အခါမှာနိုင်ငံရေးတရားပွဲမှာပို့ပြီးတော့ထိရောက်အောင်ဆိုပြီးတော့အမှုပညာအကူကြီးလိုပါတယ်ယတ္တအကူကြီးလိုပါတယ်ဆိုပြီးတော့မောင်ပါတောင်းကမန္တလေးမှာ BDN အကြောင်းသူနဲ့တက်ဖို့တက်ပဲဖြစ်တဲ့ခုနကတချင်းရေးတဲ့ဆရာတင်လှမ်းခေါ်လိုက်ဆရာတင်ရန်ကုန်ရောက်လာလုံးအနေနဲ့ခင်ဗျားဆရာတင်မလုံးနဲ့ခင်ဗျားသခင်တင်ဟုတ်ပြီဘာသခင်တင်လဲ YMB သခင်တင် Young Man Buddhist သခင်တင်ဗုဒ္ဓကလျာဏယူဝသခင်တင်ဟုတ်ပြီအဲ့တော့ကျုပ်ကသခင်တင်ဖြစ်ပြီးဘာလို့ရမှာတော့သခင်ပါတောင်းဟိုပါလေနော်ကျုပ်ရဲ့သခင်လှဘော်ရဲ့သခင်သိမ်းမောင်ရဲ့သခင်နုတို့သခင်အောင်ဆန်းတို့ပေါင်းပြီးတော့ကျုပ်တို့ကြံထားတဲ့စာသားရှိဒုဗမာစီယုံနယ်လှည့်တရားဝဲမှာအဲ့လိုတခြင်းမျိုးဆိုလိုက်ရင်ပိုကောင်းပါပဲအဲ့တော့ခင်ဗျာကျုပ်အဲ့စာသားလေးဟာမှာတွေ့လားဘာသာနာမထက်တာဘူးကျုပ်နည်းနည်းပါးပါးစာသားပြင်လို့ရမလားရတယ်ကြိုက်သလိုပြင်ဖြစ်အောင်တော့လုပ်ပေးခင်ဗျာရေးနေတဲ့ခုနဘာအချင်းညှောက်လို့ဘာလို့မလို့ချင်ဘူးနော်ရတယ်ခင်ဘာတော့သခင်တင်မှာအဲ့ဒီမှာ1930ခုနှစ်မှာသခင်တင်ရေးလိုက်တဲ့ဒုဗမာအစည်းအရုံးတခြင်းကိုဇူလိုင်လ19ရက်နေ့မှာတက္ကသိုလ်တကောင်းကျောင်းဆောင်မှာသူတို့စဆိုတယ်သိကောင်းတာပဲအဲ့ဒီဟာလဲပြီးလေရောသခင်ဒုဗမာအစည်းအရုံးဝင်နေပုံများလာတယ်တက္ကသိုလ်ကျောင်းသားတွေကနောက်တစ်နေ့ဇူလိုင်20ကျတော့ရွှေလုံဖျားယာဟုတောက်မှာသခင်တင်ကိုယ်တိုင်ဆိုတယ်နောက်ကသခင်မတွေအယောက်20လောက်ကနောက်ကတန်ပြိုင်ပိုက်တွေလိုက်ပေးတယ်အဲ့တခြင်းအုံမုန်းကြီးရေးခဲ့တဲ့ YMB သခင်တင်ရဲ့ဒုဗမာအစည်းအရုံးတခြင်းလေးကျွန်တော်နည်းနည်းတော့ခက်တယ်ဗျညှိပြပါမယ်တကောင်းအပိယာစာဒါခြေစင်းပေါ့ဗျ intro ပေါ့တကောင်းအပိယာစာတို့ဗမာသာဂီမျိုးဟာမို့မညှိုးကုန်တေစာဟာတကောင်းအပိယာစာသာဂီမျိုးဟုတ်တယ်ရိုးရနဲ့ကလားကိုသာတိုက်ခိုက်ခါအောင်ခဲ့တာတို့ဗမာဟုတ်တယ်လေအလောင်းမင်းတွေကဘေးရင်အောင်လက်ထက်ကမြန်မာပြည်မြေပုံကြည့်ပါလားဟာအဲ့နေတာပဲတခါတော့အင်ပါရီရဲ့နဲတာမဟုတ်ဘူးလေသိမ့်ထားတာလေတခါတည်းနော်မြေပုံကြီးကတကောင်းအပိယာရိုးရနဲ့ကလားကိုသာတိုက်ခိုက်ခါအောင်မြင်ခဲ့တာနောက်ကြတော့ကလားဆိုတဲ့စကားလုံးကိုဖြုတ်လိုက်တယ်ဟောတော့ဒုဗမာအစည်းအဝေးထဲမှာကလားလူမျိုးတွေပါလာတယ်အာနာစရာကောင်းနော်အောင်ခဲ့တာဒုဗမာအဲ့လိုပြီးတော့မှစိန်မန်ကင်းအစ်စ်ပေါ်မှာပေါ့ဗျာစိန်မန်ကင်းအဖြစ်ကြီးဖြစ်လျက်ထင်းတယ်လေဂျုံရထုံနဲ့မသွေလောကဓမ္မရာပဲငါတို့ကံခေဖြစ်ရပြန်တယ်လေနော်ဘာဖြစ်သွားလဲစိန်မန်ကင်းကနေပြီးတော့ထင်းဖြစ်သွားတယ်ဒါပေမဲ့ဟေးသို့သောအရင်ကိုစစ်လျင်သခင်တင်ကအဲ့လိုလေးအတန်တင်ထားတော့နောက်ကသခင်မ30 20လောက်ကလက်သီးလက်မောင်းတန်းပြီးတော့ဗမာပြည်ငါတို့ပြေးပြီးတော့မှသခင်တင်ကဆက်ဆိုတယ်နောင်ဥဒံဘယ်မကြည်စရာရာဇဝင်တွင်ထားခြေကိုအစင်လား
ကဘာတခွင်မှာဖြင့်ဗမာအထင်ရှားဒုက္ခတွင်မှညံ့ကြတော့မာလားဒုဗမာမဟုတ်လေသလားပရိသတ်ကိုပြမိတယ်ပရိသတ်လည်းဘယ်ခံရင်မလဲဗျဒုက္ခတွင်မှအညံ့မခံနိုင်ဘူးအလိုလိုပါလာတာအဲ့လိုနဲ့ဒီသင်းကဆက်လိုက်တာနောက်ဘယ်ပိုက်ကိုရောက်သွားလဲဆိုတော့ကျွန်တော်ကြော်ချလိုက်ပါမယ်အမျိုးသားရေမို့ကျူပန်းကြပါဒုဗမာအော်အမျိုးသားရေမို့ကျူပန်းကြပါဒုဗမာအရှိကနေဝန်းထွက်သည့်ဗမာပါဒုက္ခကိုတော့ရောက်ရမည်မှာမလွယ်ပါဒုဗမာအဲ့ဒါကျွန်တော်ဝိုင်းအောင်ကြတာပေါ့ဗျာဗမာပြည်တဝမ်းအကုန်ကိုအိမ်မှတ်ပါကိုရာမှတ်ပါအဲ့ဒါဒုဗမာကျွန်တော်ဆိုရင်ဗမာပြည်ထဲမှာစင်ကာပူတောင်မှကိုအိမ်မှတ်ပါကိုရာမှတ်ပါဒုဗမာစိတ်ဓာတ်အပြင်းနဲ့လိုက်စားဗမာပြည်ထွန်းကုန်ကိုအိမ်မှတ်ပါကိုရာမှတ်ပါအဲ့ဒါဒုဗမာလဲဆိုအားလုံးညီညာဖြပြသခင်နေသခင်မတက္ကသိုလ်ကျောင်းသူလေးတွေအသက်20ကျောင်းသားတွေဝန်းကျင်လေးတွေဘာဆိုကြလဲကဘာမကြီးဗမာပြည်ဓာတို့ပြည်ဓာတို့မြေဓာငါတို့ပြည်ဓာတို့ပြည်ဓာတို့မြေဓာငါတို့ပြည်ဓာတို့ပြည်ဓာတို့မြေဓာငါတို့ပြည်ဒုဗမာဝိုင်းအောင်ကြဟာပရိသတ်ကနားထောင်ရင်နဲ့ဟာကောင်းလိုက်လားကွာတခါမှမကြောက်ဘူးလားပြီးတော့ဓာတို့ပြည်ဓာတို့မြေဓာငါတို့ပြည်ဓာတို့ပြည် repeat လို့တော့တိုင်ပင်ကလည်းအတွက်ဆိုတော့ရလွယ်တာအဲ့ဒီမှာလိုက်អော်တာချက်ချင်းကိုထပြီးတော့ကြက်သီးမုံချင်းထပြီးတော့ဖန်အောင်ကြောတွေတင်းပြီးတော့အပေါ်လူဖြစ်လာတာဟုတ်ပိတ်ထိန်မြင်ထပြီးတော့ဓာတို့ပြည်ဓာတို့မြေဓာငါတို့ပြည်ဓာတို့ပြည်ဓာတို့မြေဓာငါတို့ဟာတကွင်းလုံးဆူညံသွားတယ်အဲ့တော့ထက်ခါဆိုပြီးတော့ဒီစကလုံးကို beat အစိမ့်နဲ့လုပ်တာ rap နဲ့ hip hop ကြောင်မဟုတ်ဒီကလေးကစားတာဘောလားပြောရတယ်နော်ကျွန်တော်လည်းကြိုက်ပါတယ်ကလေးတွေ rap hip hop နော်ဒါပေမဲ့သူတို့သင်းတွေကျွန်တော်လိုက်ဆိုကြည့်ဖို့ကြိုးစားတယ်မလွယ်ဘူးပြမရဘူးကျွန်တော်ပါမီမပါဘူးနော်အရွယ်လည်းခွင့်ပြုတော့နဲ့ဒူပါရဲ့နော်တိတ်လို့လိုက်လို့မိုက်စော်ကလည်းမင်းကိုဇွဲတစ်ပဲနဲ့ယူလို့မိုက်လို့ချစ်စောင့်လို့ဆိုပါမသိပါဟုတ်လားမသိပါဘူးဟာညလုံးမဖုံးနေဆက်လဲငါမှငုတ်တို့စောင့်လို့ကောက်လို့သိညာနေကတော်တော့ပါပြီလို့ပြောနေပြီပေါင်းရင်တို့ရဲ့ထဲမှာငါမှက်လက်ပါငါပေါင်းရင်တို့ရဲ့ထဲမှာငါမှောက်ရပက်လက်မျောကုန်ပြီရှေ့ဆက်မရတော့တော်တော်ကောင်းတယ်ကျွန်တော်ကြိုးစားသေးတယ်အဲ့ဒီချင်းနေနော်အိုးလှုပ်ပေါအောင်လောက်ထိတော့မဆိုရဲတော့ထားရတော့ဗျာနော်အဲ့တော့ဂီတရဲ့သဘောကဒါဗျသူကစကလုံးကိုထက်ခါရှင်းလင်းစကလုံး beach ကလည်းအဲ့လိုခက်မြတ်ဒီလိုတိုင်ပင်ထဲမှာအဲ့လိုဆိုရင်ပြိဿစီကိုရောက်လွယ်ပြိဿအဲ့တော့သိဆွဲလိုက်ကိုဆိုတာသူတို့ပါ participate လုပ်တယ်ဒီသဘောပဲဒါအနုပညာသဘောကျွန်တော်တို့ဟိုမှာကြည့်လေဟုတ်ခေါင်းထဲပေါ်လာလို့ကျွန်တော်နည်းနည်းဆိုပြလိုက်အောင်နော်အကွက်ဆိုင်အောင်လုပ်တယ်မဟုတ်ပါဘူးဒါတော့တကယ်ကိုမတော်တဆစိုက်သွားတာပါကျွန်တော်တို့ပွဲဥညဇက်တွေကကြတယ်နော်ရုပ်သေးကြည့်ပြီးတဲ့နောက်ဇက်ဆက်ကြည့်လိုက်ပါဦးလို့နော်ခုနကတော့ရုပ်သေးကြည့်ပြီးပြီနော်သုံးညကပထမညမှာနတ်ကတော်ထွက်တယ်ကတော်ဝဲနဲ့ရှမ်ပန်းနီကြီးနဲ့ဟာအကောင်းဆုံးပညာရှင်ပညာသည်မိမကြီးထွက်လာတယ်နတ်ကတော်ကြီးတခါတည်းဆိုင်းတဲ့သူနဲ့အပေးယူလုပ်တယ်ဒီဘက်မှာဆိုင်းဒီမှာနတ်ကတော်တခါတည်းကားလေးကြီးပွင့်လာပြီဆိုကြပါစို့ဗျာနော်ပွင့်လာပြီအဲ့မှာ तू ကပထမကားလေးကမပွင့်သေးဘူးချထားဒီနောက်ကကားလေးနောက်ကနေ तू ကអော်တာနတ်တန်ပြစ်တယ်တရားနတ်တန်ပေါ့ဗျာမင်္ဂလာရဲ့မှာမန်တိုင်းလေးလူမပြင်ရသေးဘူးဆိုင်းရနေဟုတ်ပြီပြို့ဟာလာပြီညာတန်ပေးတာနော်ရောင်းဆိုင်ရဲ့မလေးတာမောငယ်စီနတ်ပြည်ထီလူပျော်ဝဲငယ်ကောင်းနအပေါင်းစုချီအောက်ကဆိုင်းကနေပြီးတော့နော်ဆိုင်းဆရာနော်အဲ့ဒီကနေပြီးတော့ခေါင်းဆောင်ကနေပြီးတော့တခါဟာဒီနေ့နော်ကျွန်တော်တို့ဒေါ်တန်တန်နုဖွဲ့စည်းတီထောင်သောဟာလားရွှေအင်ကြီးရွှေဆက်ကြီးဟုတ်ပါရဲ့လားပြုတ်ဟုတ်ပေပြို့ဘာညာပေါ့ဗျာအဲ့ဒါမျိုးတွေပေါ့နော်ပျော်ဝဲငယ်ကောင်းနတ်ပေါင်းစုချီမေယူဘဟုဒါအလေးပဲရှိသေးတယ်နော်နတ်တန်ပြည့်တရားနတ်တန်မေယူဘဟုမြင့်မို့ထိပ်ပန်းဝေယနာကဟာလားသူဇာနန္ဒစိတ်တရနဲ့စိတ်တဓမ္မကျင်ရအများမိဖုရားအပေါင်းထောင်တောင်းမကငါတရားအမှားကြွားတာနော်ထောင်တောင်းမကငါတရားအမှားထက်ဖြန်းငယ်စမ်းဝရံခါဤနတ်များမှုလူတို့ပြည်တွင်နတ်များမှုလူတို့ပြည်တွင်ငါအရှင်းပြောရွှေမြူမီလာသည်တကားမင်္ဂလာဆံငင်းပွဲတော်ပေါင်းဂုံရောင်လင်းဟင်ပါတဲ့မင်းများတို့ဟာဆိုင်ကလေဟုတ်ဘေးပြိုးဘယ်နဲ့ကဘိုင်းထားတော့ဗျာနော်တိတ်လှတာအဲ့လိုအပေးလို့နောက်ကားကြီးပွင့်ထွက်လာတချင်းလေးဆက်ဆုလိုက်တယ်နောက်ဆုံးကြတော့မှဘာနဲ့သိမ့်လဲသူကတစ်ချိန်ငယ်မှနှစ်ချိန်သုံးချိန်ငယ်မှဥတင်း
နော်နောက်ဆုံးကြကြည်တော်ရှင်ကျွန်တော်မျိုးတို့ကိုဖယားတိုးမှာပါကျတော့မှဆိုင်ကတောလိုက်ရောတူနဲ့တဲ့ဘာညာအဲ့ကြမှာနဂရကြီးတချင်းကောက်ဆိုးရောအတူလေးရဲ့တဲ့ရှင်ငါပြိုင်အတူလေးရဲ့တဲ့ရှင်ငါပြိုင်ပန်းမွေရာရွှေကော်တော့ရောနော်လို့ထိုင်အဲ့ဒါကိုဆိုင်ကတီးတယ်တီးပိုက်ကြတော့မှဒီဘက်ကကောင်မလေး၈ယောက်ဒီဘက်ကကောင်မလေး၈ယောက်သူတို့ကြတော့အပြူတော်ဖြစ်သွားပြီနဂရောမဟုတ်တော့ကကြတယ်ဟာပြိုတိုင်းကြိုက်ပါတယ်နှင်းစီကိုင်းပြိုတိုင်းကြိုက်ပါတယ်နှင်းစီကိုင်းကွင်းလုံးပိုင်တဲ့ကျောင်းတော်သားဟာဘယ်နဲ့ကဘာညာချစ်လို့ရတဲ့ခင်မာတယ်လေမင်းရှာရော့သလားကြိုက်လို့ရတဲ့ခင်မာတယ်လေမင်းရှာရော့သလားကိုကြီးကြော့ရေးပြူမောင်ကြီးကြော့ရေးပြဤစဘူးမှာပြိုင်မယ်ရှာမိုးရနာသားကျွန်တော်တို့ရဲ့ဇတ်တပင်ပွဲဥညကအင်မတန်ကြီးမားတဲ့အစင်လားအင်မတန်ကောင်းတဲ့အတန်တွေစကလုံးတွေတန်တေးသွားတွေမလီနဲ့ဖွဲ့ထားတဲ့တစ်ချိန်မှာနောက်ဆုံးပိုက်ကြတော့ညက်နေစီရလေးဒူးညီကြော့စံကွန်းကိုကြီးကြော့ပလီလွန်းနဲ့ဆေးစိုက်တဲ့ကျွန်းဟာဆိုင်ကတီးပြီအဲ့ဒါလေးကိုကောင်မလေးတွေပြန်ကပြီလက်ကလေးတွေလို့တွေ့ဦးမှာပေါ့ဆိုကကြီးတီးပါညာမှာကိုယ်တိုင်လည်းကရက်တဲ့သမီးတို့ရှိမှာပါတကြံတို့ပါကြကမှာပါသိပါတယ်နော်နေမှာလည်းဟုတ်ပါဘူးနော်ဟာကရင်နဲ့ညက်နေဟာကရင်ဟုတ်ပြီအဲ့ပိုက်လည်းပြီးသွားရောဘာလို့လဲဆိုတော့ပြိုတော်ကြီးကဆိုင်ကလည်းတခါလေ desktop ရချိုက်တယ် sports ငိမ့်သွားတယ်ပြိဿကယုံထဲမှာဘာလို့မှာလဲဟာဖြည်းဖြည်းလေးတိုင်မင်းကလာရွှေပြုံးကိုသွားမယ်လို့နှက်ခါရဲ့သုံးတော်ပြောင်းလောက်အောင်သွေးဆိုင်ကဝိုင်းအောင်ကြတာကြောက်ပြင်းကြီးရဲ့နဲ့မှန်ပြီးကိုယူခဲ့ပါညိုနှွဲ့ရဲ့လေရွှေပြုံးကိုသွားမယ်လို့နှက်ခါတဲ့သုံးတော်ပြောင်းလောက်အောင်သွေးကြောက်ပြင်းကြီးရဲ့နဲ့မှန်ပြီးကိုယူခဲ့ပါညိုနှွဲ့ရဲ့လေရွှေပြုံးကိုသွားတိုင်မင်းကတဖြည်းသွက်လာပြီ rap ဝင်လာပြီဒီမှာနော်ပြောရအဲ့လိုဟာကောင်းလေးဒီလိုကိုင်းရနေမြန်လာတာပေါ့ဗျာနောက်ဆုံးကြတော့မရှက်ဘူးလားမကြောက်ဘူးလားတောက်ခေါင်ကျူးတဲ့မင်းညီနောင်ရွှေပြုံးသူများမောင်ကြောက်တတ်ရင်ရှောင်ကြတော့ပစိုးစွန်းတောင်ကွက်ပြာသေးဘိုးတော်ကြီးမြေအတိုင်ဖောက်မရှက်ဘူးလားမကြောက်ဘူးလားတောက်ခေါင်ကျူးတဲ့မင်းညီနောင်ရွှေပြုံးသူများမောင်ကြောက်တတ်ရင်ရှောင်ကြတော့ပစိုးစွန်းတောင်ကွက်ပြာသေးဘိုးတော်ကြီးမြေမရှက်ဘူးလားမကြောက်ဘူးလားတောက်ခေါင်ကျူးတဲ့မင်းညီနောင်ရွှေပြုံးသူများမောင်ကြောက်တတ်ရင်ရှောင်ကြဟာပါဆိုခံသွားမယ်နော်ဟိုကျွန်တော်ပြောတာမဟုတ်ဘူးနဂရောကြီးကပြောတာနော်အဲ့လိုကောင်မလေးလည်းပထမဒီလိုကနေရနေပြီးတော့မရှက်ဘူးလားတခါလေလူတွေဖြစ်ပြီးတော့ပလာတာရိုက်ကုန်ရတာပေါ့ဗျာအကတွေကအဲ့လိုတွေအမြန်ကအမြန်ဆုံးလည်းပြီးရောဒိုင်းဆိုအုပ်ချလိုက်ပြီးတော့ကျွန်တော်လေးရွှေပြုံးနာကျွန်တော်လေးရွှေပြုံးကျွန်တော်လေးရွှေပြုံးကားလေကြီးချကောင်းပြီဟေးဒီညပွဲရတော့နတ်ကတော်ကစပြီးစွာနေပြီမာမီချစ်တဲ့နော်မထူအောင်အောက်ကိုပြောရတာကောင်းပါလေနောက်ဆိုသူကပြောတော့မှာကျွန်တော်မိခင်ကြီးခုနကကျွန်တော်ဖခင်ကြီးဥရွှေတောင်ကျော်ကတော့အသက်95နှစ်မှာကွယ်လွန်ခဲ့ပါတယ်မိခင်ကြီးဒေါ်စင်ကတော့ကျွန်တော်နဲ့လေရင်တစည်းတည်းပါလာပါတယ်ဟိုဒီဆရာနေဦးမြင့်ဘေးမှာထိုင်နေတဲ့အမေဒေါ်စင်ဆိုတာပါနော်အမေကတော့အောက်ကနေကျွန်တော်တခါမှဗမာပြည်တော့အနေနဲ့ရလှည့်ပြီးဟောတာအမေကျွန်တော်ဟောပြောဖို့စင်ကာပူကျမ်းမှာနားထောင်မလွယ်ဘူးအမေရတယ်နော်ခွေးချဲနေကိုတခါလုပ်ပြဒီကကလေးတွေအကုန်လုပ်ပေးတယ်အမေကို VIP မှာထားပေးတာဟောမဲ့စာရေးဆရာရဲ့အမေဆိုပြီးတော့ထားပေးတာပေါ့နော်အဲ့တော့ကျွန်တော်ဟောတာပြောတာဆိုတာဒီအမေဒီတခါပဲနားထောင်မှုတယ်အဲ့ဒါလဲစင်ကာပူကသက်ဆိုင်ရာပုဂ္ဂိုလ်များအားလုံးတကယ်ကျေးဇူးတင်ပါတယ်သားစာရေးဆရာရဲ့ဟောပြောချက်ကိုမြန်မာမျိုးမှာမဟုတ်ဘဲနဲ့နိုင်ငံခြားမျိုးမှာအမေတယောက်ကနားထောင်ဝေးရအောင်ဖန်တီးပေးနိုင်တဲ့ဒီကုသိုလ်ကြီးဟာနင်းတော့ကုသိုလ်မဟုတ်ပါဘူးဒီကုသိုလ်ကြောင့်မို့နောက်နှစ်မှာဓာတ်တဲ့အစပေါင်းများစွာဆက်ကအောင်မြင်မယ်လို့စိတ်ချပါတကယ်ပါကျွန်တော်ဆုပေးပါတယ်တကယ်ပါဆရာကောင်းတော့လက်ခုပ်တီးတီးတော်တွေစုပေးတယ်ဆိုတော့နော်အောင်မြင်မှာပဲပီတိတွေနဲ့ကျွန်တော်ကတော့အခုဒီမှာညီမလည်းပါတယ်တူလည်းပါတယ်ကျမ်းမှာဒါအမှန်ပြောရင်ဆွေမျိုးသားချင်းဒီလောက်ထိမစုံဘူးစင်ကာပူကျမ်းမှာစုပေးတာဆရာကောင်းတော့ကနော်ကျွန်တော်ဟောတာနားထောင်မှုလေကျွန်တော်စိတ်ထဲတော့အဲ့ဒီအမေတော့တော်တော်ရှက်နေမှာပဲဒီချိန်အဲ့ဒါပွဲပြီးရင်တိတာထင်ရှားတယ်လေတိတာထင်ရှားတာကအဝတ်စားကြောင်ရုပ်ရည်ပေါ်ကြောင့်မဟုတ်ဘူးဝှီးချမ်းနဲ့လာတာဟုတ်ဟာဒါချီဦးညုံမေးလို့ဆိုအလုံးသိမှာအဲ့သူကွက်ကြီးလှုပ်သွားကြမယ်နဲ့မလှုပ်ကြပါနဲ့ဗျာနော်ရှက်ပါလိမ့်
အဲ့တော့အဲ့ဒီလိုဒုဗမာတချင်းကိုဆိုလိုက်တဲ့ခါမှာဟာကောင်းလိုက်တာဟိုနေရာလည်းလာဆိုကြပါဒီနေရာလည်းလာဆိုအောင်ကဘာမကြီးဓာတုမြေဓာတုမြေတာအဲ့လိုနဲ့တနိုင်ငံလုံးပြန့်သွားပြီးတော့အလိုလိုရသွားတယ်ခိုးကူးကိုလည်းထွက်တာမဟုတ်တခြားမှာအဲ့တော့ဟောမှာဖြူဖြူကျော်သိန်းလို့လည်းမီကရိုဖုန်းလိုက်ထိုးပေးရတာမဟုတ်ဆိုအောင်ရှင်အလိုလိုဆိုတာတပီလုံးရဗျာနောက်ဆုံးကြဘယ်လောက်ထိဖြစ်ဆိုဒီဒုဗမာတချင်းဟာဒုဗမာတချင်းဆိုတဲ့နာမည်ပြီးမှနောက်ထပ်နာမည်ထုတ်ထည့်ရတယ်အင်္ဂလိပ်မောင်ကမဝါဟာကမဝါဖတ်လိုက်ရင်မကောင်းဆိုးရတွေလွတ်ထည့်လို့ဒီတချင်းဆိုလိုက်ရင်အင်္ဂလိပ်တွေနေစရာမရှိတော့ထိုစဉ်ကအုပ်ချုပ်သူတွေအလိုတော်ကြီးအဲ့လိုနဲ့တခါလေးကြီးကျယ်လိုက်တာကဲအဲ့လိုနဲ့ဆိုကြပါစို့1900ဘယ်နှခု49ခုနှစ်နော်တိုင်းပြည်ပြည်လွတ်တော်ဖွဲ့စည်းအုပ်ချုပ်ဖို့ဟာအခြေခံဥပဒေရေးတချင်းရှိရမယ်အလံရှိရမယ်ကောင်းပြီကဲအလံတော့ဒါဟိနောက်နှစ်48ခုနှစ်လွတ်လိုက်ရေးကြီးညာစာထုတ်တတ်မယ်ကဲတို့တချင်းဘာသင်းလုပ်ကြမလဲဘာမှထွေထူးလုံးမနေနဲ့တပီလုံးအလွတ်ရပြီးသားနားဆွဲပြီးသားဒီတချင်းကိုပင်လျင်လို့အပ်တယ်လို့စာသားလေးပြောင်းပြီးတော့တို့ရဲ့အမျိုးသားတချင်းနိုင်ငံတော်တချင်းလုပ်လိုက်ကြစို့ဒါဖြင့်အပေါ်ပိုက်တယ်မလို့တော့ဘူးဟုတ်ပြီဘယ်ကနေစယူမလဲမျိုးသားတချင်းနိုင်ငံတော်ချင်းဆိုတာဘယ်နှမိနစ်အတွင်းမှာ6မိနစ်ဆိုလားအဲ့အတွင်းမှာပြီးရမယ်ဆိုတဲ့ကန့်သတ်ချက်လည်းရှိတယ်ဗျနော်အဲ့တော့ကဲလုပ်ကြစို့ဆိုပြီးနောက်ဆုံးဘယ်လိုဖြစ်သွားလဲဒီနေ့အခုကျွန်တော်တို့ကြားရတယ်နော်မူလတုန်းကအမျိုးသားရေးမှုကျူးပန်းကြပါတို့ဗမာဒီနေ့ကျတော့တရားမြတ်တာလွတ်လပ်ခြင်းနဲ့မသူတို့ပြီးအလိုက်ကတူတူပဲဒီမယ်လိုဒီပဲစာသားလေးနဲ့ပြောင်းထားတာအဲ့လိုပြောလို့ကျွန်တော်တို့နော်တို့မှချင်းတဲ့အမျိုးသားချင်းဟာကော်ပီလို့မပြောပါနဲ့နော်တမီလေးကဖွားတဲ့အမွှာသားနှစ်ယောက်လို့ပြောပါနော်အမျိုးသားရေးမှုကျူးပန်းကြပါတို့ဗမာဒီဘက်ကျတော့တရားမြတ်တာလွတ်လပ်ခြင်းနဲ့မသူတို့ပြီးဟိုကအရှိကနေဝန်းထွက်သည်ဗမာပဒုက္ခကိုတော့ရောက်ရမီမှာမလွယ်ပါအခုကျတော့အမျိုးသားချင်းကမြတ်လူခါသိငိမ့်ညာစေကိုခွင့်တူညီမြဝါဒဖြူစင်တဲ့ပြည်တို့မြေယခင်ကမြန်မာပြည်တဝန်းအကုန်ကိုအိမ်မှတ်ပါကိုရမှတ်ပါအဲ့ဒါတို့ဗမာအခုကျတော့ပြည်တော်စုအမွေမြေဒီတန်းစီဒိဋ္ဌံပြုမလေးထိမ့်သိဆိုလေယခင်ကဘာမချေဗမာပြည်ဓာတုပြည်ဓာတုမြေဟာအခုကျတော့ပြည်တော်စုကိုအသက်ပေးလို့အလုံးသိတဲ့အတိုင်းနော်ဒီစင်းစာကအလုံးရပါတယ်အဲ့တော့နိုင်ငံတော်တချင်းအမျိုးသားတချင်းဖြစ်လာစေမဲ့ဒုဗမာအစည်းအရုံးတချင်းဖြစ်ပါတယ်အဲ့ဒီဒုဗမာအစည်းအရုံးတချင်းကိုဒီလိုရေးတာလေဂျပန်ခေတ်တုန်းကအချစ်ညှောက်တွေ့ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်အနုပညာဆိုတာဒါပါပဲအနုပညာသမားဆိုတာလိုအပ်ရင်အမျိုးဘာသာသာသနာ requirement တောင်းဆိုမှုရှိရင်ရှိသလိုသူတို့ဟာနှလုံးသားတွေကအုံနောက်တွေဟာမွေးထုတ်ပေးကြတယ်ဆိုတဲ့သာရကတစ်ခုကိုကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်ဒီချီတော့လည်းအေးနေပြီလက်စစ် electric power အပြည့်ကြီးနဲ့ဒီလောက်ဒီလေအေးစကြီးလွှတ်ထားတာခံမခံစားဘူးလို့ဆိုတာကျွန်တော်စာရေးချက်ချင်းလေးပြန်ဟောတာနော်ဆရာဦးအောင်သိန်းဆိုရင်ပို့ပြီးတော့ဟောဖြစ်ပါတယ်သူ့အိမ်သွားတော့သူ့မတွေ့တော့ဆရာမကြီးကိုမေးတယ်ဆရာဦးအောင်သိန်းဘယ်မှာလဲစမ်းကြောင်းဓမိကဝတီလာမှနေတယ်မင်းတို့ဆရာမရှိဘူးတဲ့ဟိုလမ်းထိပ်သွားတဲ့ဓာတ်တိုင်ကြီးမှာသွားဟောနေတယ်မင်းတို့မလာလို့တဲ့မအောင်နိုင်လို့ဓာတ်တိုင်စီသွားဟောနေတယ်ကဲနောက်ဆုံးကျွန်တော်အဲ့လူတွေပြောဆိုပြီးတဲ့နောက်ပြီးတော့တုတ်တန်ဒေသနာတွေကတခုကောက်နှုတ်ပြီးတော့ပြောပြရစီဗျာအမှားရင်းပိုင်းတက်ပြီးပါဗျာဖြည့်ဆွဲနှုတ်ပြီးတော့နားထောင်ပြီးပါဗျာကျွန်တော်တို့ဒီနေ့ခုနကဆရာမမကျူးလည်းပြောတယ်ဆရာနေဦးမြင့်လည်းပြောသွားတယ်ကျွန်တော်တို့ပြောတာလေဟာကျွန်တော်တို့ကအစင်ခွဲပါနော်ဒါပေမဲ့အသွေးတူတယ်ကျွန်တော်တို့ vision တွေအကုန်လုံးတူတူကြီးတယ်ပဲတိုင်းပြည်လူမျိုးလူတွေအတွက်လူငယ်တွေအတွက် for the good future better future brighter future ဒါပဲကျွန်တော်ဥတီပြောနေတာကျွန်တော်တို့ဘာတွေရေးနော်ပူမဲဖြူရှေးကျွန်တော်တို့အကုန်လုံးကအတူတူပဲဟောထင်ရှားအောင်လို့ပဲသိစားကျွန်တော်တို့မောင်နှမတွေရဲ့ကလောင်တွေဟာအမျိုးအစားတွေကွဲပေမဲ့ကျွန်တော်တို့ကြားမှာ harmony ရှိတယ်အဲ့ဒီစိတ်ဓာတ်တွေကိုကျွန်တော်တို့ကရောက်တဲ့နေရာတွေမှာတအားနိုင်တော့ကျွန်တော်တို့ကထုတ်ပြောနေတာပါနော်ကျွန်တော်ဟောပြောတာကြီးမဟုတ်ပါဘူးအဲ့မှာဒီကနေ့တာရကထုတ်ဆောင်ပြကျင်တာကတကဘာလုံးစင်ကာပူမှာရောက်နေတဲ့မိတ်ဆွေများပိုသိပါတယ်ကျွန်တော်တို့ပိုမျက်စိပွင့်ပါတယ်ပညာโอเคကောင်းပါတယ်ဟာပိုလီနော်ဘာဖြစ်တယ်ညာဖြစ်တယ်ပိုလီမိုနိုပိုလီပညာခက်လို့ကြွေးကြော်ပြီးတော့တကဘာလုံးအရှိန်အဟုန်ပြင်းစွာနဲ့ age of speech ဝုန်းနဲ့လက်နေမှာအကုန်လုံးမမိအောင်လိုက်ကြတဲ့ခါကျတော့အဲ့မှာမခံနိုင်တဲ့သူတွေက
ဟတ်ထိုးလဲကြမှောက်ရဲ့လဲဟာအဲ့လိုလဲတဲ့ခါမှာဘာဖြစ်ဆိုတော့အိတ်ထဲကတခုခုပြုတ်ကြပြီးဂျိုင်းခဲ့တယ်ဘာလဲဆိုတော့အဲ့ဒါကိုချင်းတရားဘယ်လိုကိုချင်းတရားလဲဘယ်လိုသီလမျိုးလဲကျွန်တော်9ပါး10ပါးဘာညာမပြောပါဘူး10ပါးမပြောပါဘူးနဝင်ကဘာညာပြောသီလကျွန်တော်ကိုယ်တိုင်9ပါးသီလကိုခါဖို့ပစိုးခဲ့သူခဏပြင်ဖို့ပါတယ်နော်၄ပါးတော့အတော်ကိုလုံတာကျွန်တော်ဒါသိကြတယ်နော်အဲ့တော့ဘယ်လိုသီလမျိုးလဲဘယ်လိုစိတ်ဓာတ်မျိုးလဲဆိုတော့ကျွန်တော်ပြောပြစီအရှင်အာနန္ဒကိုရောမြတ်ကြီးရဲ့စိတ်ဓာတ်မျိုးပါအမေချူညွယ်မင်းရတဲ့စင်ကာပူလာပြီးတော့အရှင်အာနန္ဒာနေရတယ်နော်ရှင်အာနန္ဒာကြောင့်တို့အားလုံးသိတာပေါ့မြတ်စွာဘုရားနဲ့ညီကိုဘွားဘက်တော်ပြီးတော့ပိဋက2ပုံမှာ3ပုံမှာ2ပုံအာကုံဆောင်နိုင်တာပြီးတော့ခုနအဲ့ဒီကဓမ္မဘာနာဂါရိကဖြစ်ခဲ့တာတက်တော်120မြတ်စွာဘုရားပြိဋိဘံဆက်ပြီးနောက်အနှစ်40ကြာကောင်းငင်မှာထက်ဝက်ဖွဲ့ခွေပြိဋိဘံပြုပြီးတော့ကိုကထက်ချမ်းကွဲကြသွားတာအဋ္ဌာန်နဲ့အဲ့လိုခွဲပေးတာအဲ့ဒီလိုအရှင်အာနန္ဒာကြီးအဲ့ဒီအရှင်အာနန္ဒာကြီးကြောင့်များမင်းကဘာမှအထူးထူးပြောနေလို့လေအရှင်အာနန္ဒာပါဆိုမှအကုန်လုံးကပြောစရာကိုမရှိတော့ဘူးပေါ့မဟုတ်ဘူးကျွန်တော်ပြောနေတာတစ်ချက်ကလေးဘယ်နေရာလဲလိုက်ပါစဉ်းစားပြီးတော့မြင်အောင်ကြားအောင်ကြည့်ပါမြတ်စွာဘုရားဝါတော်20ရတက်တော်55နှစ်ပေါ့ဗျာ35နှစ်ဘုရားဖြစ်တာအဲ့ဒီတက်တော်55နှစ်ဝါတော်20အရာတိအောင်မြတ်စွာဘုရားမှာအမြဲတမ်းပြုစုလုပ်ကျွေးပေးမယ်ဥပထာကရဟမရှိဘူးဥပထာကဆိုဒီနေ့လူပြောရင်တော့ PSO ပေါ့ဗျာမြတ်စွာဘုရားမှာ PSO မရှိနော်အဲ့လိုမရှိတဲ့ခါကျတော့ကြုံရကြရဟန်းကကြုံရကြတာခုနတပိတ်ပိုက်တာသင်္ကန်းလျှော်တာနောက်ကလိုက်တာလောက်တော့အရှင်မပြေမှုဂတိကောက်မှုတွေအများကြီးတွေ့ရတယ်အထာမနှက်ဘူးပေါ့ဗျာနော်အမြဲတမ်းပြုစုလုပ်ကျွေးတဲ့ကိုကြီးအရာရှိမှသာလဲကိုလူကြီးဘာလို့လဲဆိုတော့ तू သိတာဒါထုံးစံဒါပဲမြတ်စွာဘုရားမှာကအရှင်မေဂိကလှုပ်လိုက်အရှင်နာဂသမလာဆိုဘွဲတွေမှတ်ပြီးတော့တပားစီအဲ့လိုလှုပ်နေတော့အရှင်ရမပြေတော့တချို့ရဟန်းတွေကဘုရားနောက်ကလိုင်းနဲ့တပိတ်ကြီးအောက်ချထားမယ်လှုပ်ဒီဘက်လမ်းကသွားမယ်လှုပ်ကတိကဖက်လှုပ်မြတ်စွာဘုရားကြီးတော့ဂန္ဓဂုရီတိုက်ထဲမှာရှစ်ကျိတ်သောတာဝကကြီးများစုံညီတဲ့အချိန်မှာမိန့်တော်မူပါတယ်ခြေသားတို့ငါသည်တက်ကြီးပြီပင်မမီပေါ့ဗျာနော်ထို့ကြောင့်အမြဲတမ်းငါအနားမှာပြုစုလုပ်ကျွေးနေမယ်ဥပထာကယဟန်တပါငါအလိုရှိတော်မူပြီဟာဟုတ်သားပါလားဓမ္မတောင်တွေကယူပြီးတော့စရင်ဒီယာရုဥပထာကယာရုကိုစတောင်းတာရှင်သာရိပုတ္တရာတပည့်တော်ခတ်မှာဖေရလက်ရတော်ရမှာဖေရတစ်သင်ချင်းနဲ့ကဘာတသိန်းပါမီဖြစ်ပက်ပါဖေရတပည့်တော်အထိုက်တန်ဆုံးပါဖေရပညာဧတတက်ပါဖေရတပည့်တော်အားထိုယာတုခံထားပါဖေရမြတ်စွာဘုရားပယ်တော်မူတယ်ရှင်မမောကလားပယ်တယ်မခံထားဘူးတပားပြီးတပားတောင်းကြတာမှာအကုန်လုံးကိုမြတ်စွာဘုရားညှင်းပယ်တော်မူတယ်တပားကမှခံတော်မမူခတ်တီတီနဲ့ရှေ့မှာထိုင်းတာကအရှင်အနန္ဒာမတောင်းဘူးသူများလည်းလို့ထမတောင်းဒီတိုင်းကြီးငုတ်တို့ဟာကျွန်တော်လည်းသူ့အမူအရာနည်းနည်းသတိထားမိတယ်စပ်ဖိုင်ရင်နဲ့အဲ့မှာနောက်ကယဟန်တွေကငါရှင်အနန္ဒာအားလုံးတောင်းပြီးပြီမြတ်စွာဘုရားခံတော်မမူအသင်မတောင်းရသေးတပါးကြီးကြံတယ်အသင်အားခံထားခြင်းဟာတူတယ်တောင်းလိုက်တော့အရှင်အနန္ဒာဘုရားဘက်ကိုလက်အုပ်ချပြီးတော့ယဟန်တွေလှည့်ပြောတယ်ငါရှင်တို့ဒီစကလုံးတိုင်းမဟာဗုဒ္ဓဝင်ဒုတိယရမှာအတိအကျပါပါတယ်ဒုတိယရဆဋ္ဌမရဒုတိယပိုင်းမှာပါပါတယ်ငါကျွန်တော်မင်းကုန်းဆရာတော်ဘုရားကြီးရှင်အနန္ဒာဘယ်လိုလှည့်ပြောငါရှင်တို့တောင်းယူမှရအပ်သောယာရုပတိမှာအပယ်နည်းတဲ့ငါစီမတောင်းနဲ့ဟာကျွန်တော်ရင်းလာရလားလို့ဖတ်ကြည့်သူကစဉ်းစားကြည့်ဗျာသုံးလောကထွတ်တာမြတ်စွာဘုရားရဲ့ဥပထာကယာတုဌာနန္တရရထားတယ်ဆိုဒီယာတုရဲ့နဲတာမှမဟုတ်တာဗျာလောကမှာဒါပေမဲ့ तू အဲ့တော့မတောင်းဘူးတဲ့တောင်းယူမှရအပ်တော့ယာတုမှာအဘယ်နည်းငါစီမတောင်းနဲ့ဘုရားရှင်ကြီးငါ့ကိုမမြင်မဟုတ်မြင်တော်မူငါအားခံထားလို့လင်အလိုလိုခံထားလိုက်ပြီငါစီကတောင်းယူမိမဟုတ်ချေဟာရင့်တယ်ကွာကျွန်တော်စိတ်ကတဲ့ရှင်လားအဲ့လိုစိတ်ထဲထင်ပြီးတယ်ပြီးတော့မှမြတ်စွာဘုရားရှင်လည်းသိတော်မူတယ်သိတော့ဘယ်လိုပြန်ပြီးတော့မိန့်တော်မူလဲဆိုတော့ချစ်သားတို့တဲ့အာနန္ဒာသည်တဲ့သူများတိုက်တွန်းမှဤယာရုကိုလက်ခံလိမ့်မည်သူမဟုတ်သူ့အလိုလိုလျင်လက်ခံမည်သူဖြစ်၏အမဲညီတော်နှစ်ပါးတဲ့အပေးယူကမျှနေတာအဲ့မှာယဟန်ကြီးကထပ်ပြောတယ်ငါရှင်တောင်းလိုက်ပါတော့မြတ်စွာဘုရားနှစ်ကြိမ်ရှိပြီမိန့်တော်မူတာလူလိုပြောရင်တော့ငါရှင်နော်ကိုလူဟထားတယ်ဝင်တော့ပေါ့လေဒီသဘောပါပဲနော်တော့အဲ့မှာရှင်နန္ဒာထတောင်းပြီဗျာကျွန်တော်ကဖတ်လိုက်ပြီဗျာပထမချိန်ဖတ်တော့ဖတ်ကြည့်ကောင်းလိုက်တာရှင်နန္ဒာပဲလို့တောင်းမယ်ညီကိုလည်းတော်တယ်ဖွားပဲတော်လည်းတော်တယ်တောင်းတော့မနဲ့တူတယ်သိကြတော့တောင်းမှမဟုတ်ပါဘူးခဏလေးနဲ့ရသွားမှာပဲ
နော်ယာရုဝန်အဖွဲ့တွေပါဘာမှမလုပ်အင်တာဗျူးလည်းမလုပ်ဘူးပေါ့ဗျာကျွန်တော်စိတ်ထဲမှာအဲ့မှာရှင်အနန္ဒာဘယ်လိုပြောလဲဘယ်လိုလျှောက်လဲအရှင်ဘုရားမြတ်စွာဘုရားတပည့်တော်ကအရှင်ဘုရားစားသောဆွမ်းကောင်းသောဆွမ်းမကြွေးပါနဲ့ဗျာအရှင်ဘုရားဝတ်တော်သင်္ကန်းတပည့်တော်မပေးပါနဲ့ဗျာအရှင်ဘုရားနဲ့အတူတူခန္ဓာကိုယ်တိုက်ထဲမထားပါနဲ့ဗျာအရှင်ဘုရားပင့်ဖိတ်လှူဒန်းပွဲတပည့်တော်မခေါ်ပါနဲ့ဗျာကျွန်တော်ကပထမကြီးဖတ်တော့ကွန်ပျူတာစီတံများမှားသလားတဲ့ဘယ်နဲ့မပေးပါနဲ့မကြွေးပါနဲ့ပြောင်းမြန်ကြီးဖြစ်နေကျွန်တော်နဲ့ကြည့်တော့ပြီးတော့ရှင်အနန္ဒာလျှောက်လိုက်တဲ့ချက်တည်းကလည်းဆွမ်းသင်္ကန်းဆိုစားရေးဝတ်ရေးနေရေးအလုတ်ကိုင်လူမအင်မတန်အရေးကြီးတယ်ကျွန်တော်တို့အတွက်ဒီအရေးကိစ္စနော်ဒီကိုရှင်အနန္ဒာမပေးနဲ့တဲ့အဲ့ဒါတွေတဲ့ဟဲ့ဘလူကြီးပါလိမ့်ပေါ့ဘယ်သူမှတော့ကျွန်တော်တို့တွေးနေဒီမှာအန္တပုထုရှင်ဟိုမှာသောတာပန်အရိယာကြီးလေကျွန်တော်တို့ကဆိုတောင်းပြီပေါ့နော်ဒါပေမဲ့မြတ်စွာဘုရားသိတော်မူတယ်အဲ့ဒါတွေတပည့်တော်မပေးပါနဲ့မပေးဘူးဆိုရင်တပည့်တော်ဒီယာရုလက်ခံမယ်ဖေဟာတကယ်ကိုပြောင်းပြန်ကျွန်တော်တို့ ਨੇ နော်အဲ့တော့မြတ်စွာဘုရားသိတော်မူတယ်ဒါပေမဲ့အားလုံးသိအောင်လို့အာနန္ဒာဘယ်အပြစ်တွေကိုမြင်ပြီးတော့မင်းဓာတွေကိုညှင်းပယ်နေတယ်လေပယ်စုလေးတာရှင်ဘုရားအရှင်ဘုရားရဲ့အနိကပြုစုလုပ်ကျွေးတဲ့ဥပဋ္ဌာကယာတုဌာနန္ဒရာကြီးကိုတပည့်တော်ယူထားပြီးမှတပည့်တော်သည်ရှင်ဘုရားနဲ့အတူတူကောင်းသောဆွမ်းများသုံးဆောင်ကောင်းသောသင်္ကန်းများအတူတူဖို့ကောင်းမိခန္ဓာကိုယ်တိုက်ကြီးတဲ့အတူတူသတင်းသုံးဆံများအရှင်ဘုရားပင့်ဖေရနောက်လိုက်ရသမျှအလှူလေးလဲခွဲယူဆိုရင်အမလေးလက်ဆက်တတ်တော့ဥပဋ္ဌာကလောက်တာတဲလွယ်ပါလားရှင်အနာတို့လောက်တာဒါကြောင့်ကိုဥပဋ္ဌာကဆိုတာဘုရားနှက်ကပ်ပြီးတော့အကုန်တီးနေတာပါလားလို့အပြောမခံနိုင်ပါဘူးဗျာဒီတိုင်းပါပါအဲ့လိုဖြစ်မခံနိုင်ပါဘူးဗျာထို့ကြောင့်ရသင့်ရတော့ထိုခွင်မြတ်တပည့်တော့လုံးဝညင်းပယ်ပါတယ်ဗျာဟာကြက်သိမ်းဖျန်းဖျန်းထသွားတယ်အဲ့ချိန်မှာဘာလို့ဆိုကိုနဲ့နှိုင်းမရိုင်းလေကျွန်တော်နဲ့နှိုင်းကြည့်တာနော်တကယ်ပြောတာပါကျွန်တော်အဲ့နေရာရောက်မှာစာအုပ်ကိုခဏချအမလီအရှင်ဖျားရဲ့ကြီးညိုစရာကောင်းရတာနေပေါင်းချူညိုမင်းဆိုရင်ဘယ်လိုဖြစ်မလဲဝေးပါသေးကွာနော်တကယ်ပြောတာပါကျွန်တော်ဆိုရင်ကျွန်တော်လည်းအများမြင်ကောင်းတော့ရှင်ဖျားဟိုဆွမ်းနေအတူတူမစားပါဘူးဖျားမပြီးတော့နဲ့အများမြင်လို့မတင့်တယ်ပါဘူးဟိုပေါ်ဆန်းမှုရှယ်လေးတော့နည်းနည်းဖယ်ပေးထားနော်ရတော့ကျွန်တော်စစ်ပြီးတောင်းအောင်ပါနော်သင်္ကန်းနေမပေးပါနဲ့ခန္ဓာဝိတိုက်တဲ့အတူမနေပါဘူးဖျားအများပြောစရာဖြစ်ပါလိမ့်မယ်ဘေးမှာတော့အဖီလေးချပြီးတော့ဟိုအဲကုန်းလေးနဲ့အီးမေးလ်လေးနဲ့ဆိုပြီးတော့နေပေးမယ်နော်ဖျားကိုကပဲနေနာခံလို့မလင်းတပတ်ဒီကျွန်တော်ဆိုလုံမှာတောင်းမှရသလောက်ရှင်နန္ဒာအဲ့လိုမဟုတ်ပြီးဗလားမပြီးသေးဘူးထပ်ပြီးကြံသေးတယ်ပဲစုလေးတံပြီးတော့ခံစုလေးပါအရှင်ဖျားတပည့်တော်ပင့်ဖေရအရှင်ဖျားကြွပေးပါဗျာဟာဒါကြတော့တောင်းပြီဗျာအာမနာပါမနာနော်တပည့်တော်ပင့်ဖေရအရှင်ဖျားကြွပေးပါဗျာအဝေးကလာတဲ့အရှင်ဖျားဖူးမြော်လို့သောသူများအရှင်ဖျားရှင်းမောက်အရောက်ပုတ်ဆိုင်ခွင့်တပည့်တော်ကပေးပါဗျာတပည့်တော်တန်တရားရှိပြီဆိုရှည်စဲခဏမှာပင်လေအဲ့တန်တရားအရှင်ဖျားမေးလျှောက်အရှင်ဖျားပြန်ပြီးဖြေပါဗျာချက်ချင်းနဲ့တပည့်တော်ကိုယ်ရမှာဟောခဲ့တဲ့တရားကျောင်းပြောက်တဲ့နဲ့အစာဆုံးတပည့်တော်ပြန်ဟောပါဗျာဟာအာမနာဘူးဗျာဒါကြတောင်းတာတော်တော်များများသုတ်တန်ဒေသနာတရားတော်တွေခုနအဘိဓမ္မာတရားတော်တွေဟာမြတ်စွာဘုရားနှစ်ကြိမ်ပြန်ဟောတဲ့တရားတော်ဟောဆိုဟိုမှာလည်းဟောရတယ်အရှင်အနန္ဒာလည်းပြန်ဟောရသေးတယ်တယောက်တည်းသီးသန့်လက်ချာပြန်ပေးရတာဒီမှာမင်းဘာကြောင့်ဒါတွေကြတော့တောင်းတယ်လေအရှင်အနန္ဒာအရှင်ဘုရားဥပဋ္ဌာကယာရုကြီးယူပြီးမှဒီလိုလုတ်ပိုင်ခွင့်မှမရှိဘူးဆိုရင်တပည့်တော်အာနန္ဒာသည်လောကအတွက်ဘယ်လိုလုပ်ပါတော့မလဲဗျာအရှင်ဘုရားဘယ်လိုလုပ်ကိုစားပြီးတော့အရှင်ဘုရားနဲ့လောကကြီးနဲ့ဘယ်လိုလုပ်ချစ်ဆက်ပေးနိုင်တော့မလဲဗျာဒါကြောင့်မို့အဲ့ဒီလုတ်ပိုင်ခွင့်နဲ့တပည့်တော်တောင်းခြင်းပါဗျာအေးလုတ်ကွာအကျိုးဒီအချင်းချင်းပြောရမယ်ဆိုရင်မေးစရာရှိတယ်အရှင်အနန္ဒာပါဆိုနေမှထိုးချိန်မှအရှင်အနန္ဒာသောတာပန်မရှိသေးတယ်နောက်ထပ်2ဆင့်ကြံသေးတယ်တဂရကအနာကနော်ပြီးတော့ယဟန္တာဖြစ်ဖို့အများကြီးကြံသေးတယ်4ဆင့်မှာ3ဆင့်ကြံသေးတယ်နှုတ်လေးရှိသေးတယ်ဘုရားပြိဋိဘံပြီးတော့ तू ငိုသေးတယ်ဒိဋ္ဌိနဲ့ဝိဇိကိစ္စပဲပြုတ်သေးတယ်တော်ကြီးအဆက်ပြောရင်နိဗ္ဗာန်ရောက်ကြောင်းနေဖြစ်မှလည်းမဟုတ်ဘူးနော်ဒီလောက်တော့ရက်ဒီလောက်ပဲရက်ပြန်ကြည့်လိုက်တော့ဒီမှာကျွန်တော်ဘာတွေ့လဲဆိုတော့အရှင်အနန္ဒာဟာပယ်စုလေးတန်ခံစုလေးပါနဲ့ဥပဋ္ဌာကယာယူသွားတယ်သူရတဲ့ရတိုက်တဲ့အခွင့်အရေးတွေမှန်သမျှကိုအကုန်လုံးဆွန့်လွတ်ပြစ်တယ် no neglect ပယ်ပြစ်တယ်ဒါပေမဲ့ဟိုဟာကျတော့သူ authority တွေ power တွေလုတ်ပိုင်ခွင့်တွေကြမရရအောင်တောင်းယူတယ်ပြပါအဲ့ဒီ power အဲ့ဒီ authority ဒါပေမဲ့အဲ့ဒီ power အဲ့ဒီ authority ကိုသုံးပြီးတော့သူ့အတွက်တစ်ခုမှမလုပ်လောကအတွက်လုပ်တယ်အဲ့ဒီစိတ်ဓာတ်ကိုကျွန်တော်ချစ်လိုက်တာအကယ်၍များရှင်အနန္ဒာဟာယဟန်မှုပဲနဲ့ကပ္ပိလုနန်းတော်ထဲမှာမင်းသားဖြစ်ရှိမှဆိုရင်ကျွန်တော်အမနဲ့ပေးစားတယ်နော်အဲ့လိုချစ်တယ်မှာချစ်ပြီးအမလေးအရှင်ဘုရားရဲ့မိမိရပိုင်ခွင့်တွေမှန်သမျှအကုန်လုံးဆွန့်လွတ်ပြီးတော့လုတ်ပိုင်ခွင့်တွေယူအဲ့ဒီလုတ်ပိုင်ခွင့်တွေနော်ဒီ authority တွေကြတော့လောကအတွက်အရှင်ဘုရားသုံးတာပါလားမြင့်မြတ်လိုက်တဲ့စိတ်ထားကြီးပါလားဘုရားကျွန်တော်မျက်ရည်လေပဲဖြစ်ပြီးတော့အဲ့လိုရှိခူးပါတယ်အဲ့ဒီဟာကိုကျွန်တော်ပြောခြင်းဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့လူဖွဲ့စည်းမှာ
ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့မြမလူဖွဲ့စည်းတယ်ဟိုကျွန်တော်တခုတည်းကွက်ကွက်ပြောတာမဟုတ်ပါဘူးတကဘာလုံးမှာလူနေတဲ့စိတ်တက်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့ကခုရပိုင်ခွင့်တွေကိုတိတ်ကိုလူချင်ကြတာလုတ်တဲ့ခါကျတခါမတရားနည်းနဲ့လုတ်တရားနည်းနဲ့လုတ်ရပါတယ်ကျွန်တော်တို့ပုထုဇဉ်ပဲလေအရှင်အနန္ဒလို့သောတာပန်မှာမဟုတ်တာယူရမှာပေါ့ဒါပေမဲ့တတ်နိုင်သလောက်တော့ရပိုင်ခွင့်ကိုတရားသောနည်းလမ်းနဲ့ယူပေါ့ရှင်အနန္ဒလို့စွန့်လွတ်မပြစ်နိုင်ဘူးဆိုရင်တော့ဖြစ်နိုင်ရင်တော့ရပိုင်ခွင့်ကိုစွန့်လွတ်ပြစ်ချတယ်မယူဘူးယူပေးစီသူများတယ်လုတ်ပိုင်ခွင့်တွေတော့ပေးအကုန်ပေးဘာလို့ဆိုသူများအတွက်လုတ်ပေးကြတယ်ဒီ authority ဒီ power ကင်ပြီးတော့အခုစာပေမြန်လို့သူများဖွဲ့စင်ကာပူဖွဲ့ဒီယုံကြီးဒီသေးတိုင်းဒီလိုတွေလုံနေအောင်ဒီလိုလက်မှတ်ရောက်နေအောင်ဒီ police permit ဘာညာယူဟာအကုန်ဒီ authority တွေတောင်းယူတာနော်ရအောင်လုပ်ပြလားဒါပေမဲ့အဲ့ဒီ authority တွေကိုဒီအဖွဲ့ကြီးဟာလူကြီးလူငယ်တခုမှကိုကျိုးတယ်လုပ်တာမဟုတ်ဘူးအများအတွက်လုပ်တာအဲ့ဒီစိတ်ဓာတ်ကိုကျွန်တော်ပြောတာကျွန်တော်ချီးကျူးပါရှင်အနန္ဒစိတ်ဓာတ်ကိုကျွန်တော်တွေ့ရပါတယ်လို့ဒါစားကောင်းတောက်ကောင်းပြောတာမဟုတ်တကယ်ပြောတာနော်ကျေးဇူးတင်ပါတယ်တကယ်ပါအဲ့တော့တခုတော့ရှိပါတယ်ဗျာချီဦးညိုမင်းကလည်းအဲ့ဒီအရှင်အနန္ဒာရဲ့နော်အဲ့ဒီဥပထကယာရုလက်ခံတဲ့ပယ်စုလေးတန်ခံစုလေးပါအကြောင်းပြောပြီးတော့ရပိုင်ခွင့်နေဆွန့်လွတ်တယ်ရပိုင်ခွင့်နေဆွန့်လွတ်ဆိုမင်းလည်းအဲ့ဆိုစင်ကာပူလာပြီးတော့ရပိုင်ခွင့်နေဆွန့်လွတ်မှာလားယူမှာနော်ဒီကလက်ဆောင်ပေးတာဘာညာနော်ဒါကျွန်တော်ကဒါပယ်လေးတာမဟုတ်ဘူးဒါကတော့ကျွန်တော်ဒါဘာလို့လဲလက်ကရှောက်ပြောတာပါနောက်ဒီကုန်းချုပ်ပဲရစီလူဥလပုံမြင်များတဲ့ကဘောလုံးမွဲလေးတစ်ဝဲရှိပါတယ်ကျွန်တော်ဒါလေးကိုပြောလို့ရှိပါတယ်ဟိုမှာလည်းပြောလို့ရှိပါတယ်ဟိုဒီနေ့ကပဲကျွန်တော်သင်္ကန်းကျွန်းမြို့နယ်ဘာညာပြောခဲ့ပါတယ်ဘောလုံးမွဲတွေခေတ်စားနေကာလတခါတော့ကဘောလုံးမွဲတစ်ဝဲချင်းပါတယ်ကံမဲ့ပြိုင်ပဲအသင်းနှစ်သင်းတစ်သင်းက7ယောက်စလုံးမျက်စိမမြင်ဘူးအကန့်အသင်းဆိုကြပါတော့ဗျာပို့ဆိုးတာဟိုဘက်7ယောက်စလုံးကတစ်သင်းလုံးယူနေတယ်အဲ့တော့အကန့်အသင်းနဲ့အယူသင်းမယ်နော်အဲ့လိုဆိုလဲကြပါစို့7ယောက်စလုံးကောင်းဘယ်လိုကံမလဲပွဲစားကန်ဒီမှာမျက်မမြင်အသင်းရဲ့ခေါင်းဆောင်ကကို့စ်ကလာပြီးတော့မင်းတို့ကောင်ကြီးကမျက်စိမမြင်ဘူးအဲ့တော့အမြင်အာရုံချုပ်တယ်ရင်ဒီအကြအာရုံကသိကောင်းလာတယ်မင်းတို့နားနဲ့ကံဘယ်လိုနားနဲ့ကံလို့ဆရာမင်းတို့သွင်းရမယ်ဂိုးတယ်မှာကခေါင်းလောင်းလေးချိတ်ပေးထားမယ်ခေါင်းလောင်းကိုလှုပ်ပေးမယ်အတန်ကြားတဲ့စီကိုဘောလုံးပြီးတော့သွင်းရပြီဆရာဆက်ထားမယ်ဘောလုံးလည်းကျွန်တော်မြင်ရဘူးလေအေးဟုတ်သားပဲဘောလုံးကလည်းခြူလေးတက်ပေးထားမယ်ရပြီကျွန်တော်တို့ချင်းချင်းလည်းမမြင်ရဘူးဆရာအေးဟုတ်ပြီသားကဲမင်းတို့ချင်းချင်းမမြင်ရမယ်ကြားရအောင်ဘောကံဖဏမှာခြူလေးတွေတက်ပေးထားမယ်ဒါဆိုရလားရပြီဆရာတန်ကြားလိုက်နဲ့တန်ကြားခေါင်းလောင်းသွင်းရပြီအဲ့မှာအယူသင်းခေါင်းဆောင် तू ကလှမ်းကြည့်နေဟာမျက်မမြင်အသင်းခေါင်းဆောင်က briefing ပေးနေငါလည်းပေးဦးမှာပဲယူသင်းခေါင်းဆောင်ဆိုတော့ तू ကဘိုးခေါက်လို့ခေါင်းဆောင်တက်ဖြစ်နေမှာပေါ့ကြည့်ရထင်တာပေါ့နော်အဲ့မှာလာပြီးအဲ့ကောင်နေတယ်မင်းတို့ခုဘောလုံးကစားတော့မယ်နော်တဲ့မင်းဟိုကောင်တွေတွေ့တယ်မလားမမြင်မကန်းဘာမှမမြင်တာမဟုတ်ဘူးသိရရှာတဲ့မင်းတို့ဘောလုံးမဲ့မင်းတို့နိုင်မှာပါကွာနိုင်တာဟောရှာတဲ့ဘောလုံးမဲ့နိုင်ဆိုတာမင်းတို့သိတာတဲ့သိဦးရှာတဲ့ဟမ်အယူတွေလေဘာမှကိုမသိရှာလားအကုန်လုံးကတော့ကျွေးမွေးထားတာဟာဝါဖီးထားကြိုင်းပြီးတော့အကုန်လုံးပြည့်စုံတယ်မျက်စိမြင်နဲ့နားကောင်းတယ်အကုန်ကောင်းတယ်ဒါပဲကြွားတယ်ဟာအဲ့မှာအယူကောင်းတော့မင်းတို့ကောင်းလေကွာဘောလုံးမွဲနိုင်တယ်ဆိုတာဂိုးတိုင်နဲ့ကိုဘောလုံးများများသွင်းအဲ့ဒါကိုနိုင်တယ်ခေါ်တာနော်ဖြစ်နိုင်မင်း7ယောက်မလားမင်းတို့က7ဘိုးသွင်းတော့ကွာငါကျင်တတ်တယ်မသွင်းနိုင်တော့အဲ့ဒါမင်းတို့အသိပါဟာရမဆရာစိတ်ကြဘာမှလည်းမသိဘူးရွှီးဆိုခါရမှုတ်လိုက်တယ်2 မိနစ်ပဲကြာတယ်ဘောလုံးကဆက်ကစားလို့မရတော့ပြီးသွားပြီအဖြေကထွက်သွားပြီ 11Z ဘာမှပြီးမှတော့အဲ့လိုခေါ်တယ်7ဂိုးဂိုးမရှိနဲ့ပြီးသွားတယ်မင်းမမြင်သေးရနိုင်သွားတာဒါပေမဲ့မင်းမမြင်သေးရတလုံးမှသွင်းရတာမဟုတ်ဘူးအယူကကိုဂိုးကိုသွင်းတာဇလားဖြစ်ပုံကဗျာအယူအသင်းခေါင်းဆောင်ကသူကိုယ်တိုင်ကလည်းမခွဲချက်တတ်ဘူးအဲ့တော့မင်းတို့သွင်းရမယ်ဂိုးကဒါမင်းတို့စောင့်ရမယ်ဂိုးကဒါမမှားလိုက်မိခရလည်းမဟုတ်ရောကပတင်ကထွက်လာပြီးတော့ကြည့်တော့ဂိုးတိုင်တော့တွေ့တယ်ဝေးတာဝါကြည့်အောင်ငါတို့ပဲရှိရကောင်းပါကြည့်တော့ရှိတယ်ဟာငါတို့ပဲမှာအမေခေါင်းကောင်းလေးနဲ့ဟာ तू ကဟိုကသွင်းမို့လှုပ်ပေးထားတာ तू မသိဘူးအဲ့နဲ့တီလည်းမဟုတ်ရောကပတင်ကထားပြေးတယ်လာပြီးတလုံးသိပ်ထိုက်တော့ဟာအယူကူသမားသဘောကြီးကြတော်တာငါပတင်ကပတင်စဆိုင်တလုံးသွင်းနိုင်တယ်ပိုက်တောင်ကဘောလုံးလေးထုတ်ပြီးတော့ဒီမှာတဲဟဲ့ကောင်မင်းလည်းချဟဲ့ကောင်ဒီတဲဟဲ့ကောင်မင်းချဟာဒီနာပြန်သွားသဘောကြီးကြဒီကောင်ဟဲ့ကောင်ရောက်ခေါင်းတိုက်လိုက်ဝင်သွား10လုံးပြီးတော့ငါပဲကြံတော့တယ်ပိုးတောင်လွယ်သေးတယ်တဲလိုက်ပြီးတော့ကြည့်တော့မရှိဘူးနောက်ပေါက်လေးကိထည့်ပလိုက်ဥပဒေသားကမြည်သူပင်ဖြစ်စေမြည်သို့ပင်ဖြစ်စေမြည်သည့်အခြေအနေမှာပင်ဖြစ်စေအားလုံးမြည်သို့ပင်ပြည့်စုံသည်ဖြစ်စေဓမ္မအဓမ္မဝိဇ္ဇာအဝိဇ္ဇာအမောဟမောဟအမှားအမှန်ခွဲခြားသိနိုင်စွမ်းသောပညာကန်းကွယ်ရင်
ကိုကိုကိုသွင်းတဲ့ဘဝရောက်သွားနိုင်တယ်ဒါဥပဒေလာပြီးဆိုကြောင့်စကဘူမှချစ်ခင်လေးစားအသောစာချစ်သူစာပေမြန်တို့သည်အပေါင်းသည်ကိုကျင့်ဖြူစင်မှုအခြေခံနိုင်ကြပါစေထိုအခြေခံပေါ်၌ပညာအထွတ်တက်ပြီးတင်ထိုင်ကြပါစေပညာအထွတ်တက်တင်တဲ့အခါမှာလဲတတိတံပစဉ်ကတ်နိုင်ကြပါစေထိုကဲ့သို့အည်သွေးများပြုတ်ဝလျက်လောကီလောကုတ္တရာဘောလုံးဝဲကြီးမှာတစ်ဖက်အသင်းဂိုးတိုင်တည်ဟူသောအဝိဇ္ဇာမောဟဂိုးတိုင်တဲ့သို့ပရဟိတလောကဟိတခေါ်တဲ့အနိုင်ဂိုးများကိုတလုံးပြီးတလုံးတွင်းနိုင်သောအောင်မြင်သောချန်ပီယံများဖြစ်ကြပါစေဆန္ဒပြုရင်းဒီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်